ကျွန်တော်တို့ဇလန်းဟာအသက်တစ်နှစ်အရွယ်မှာတင်မိသားစုရဲ့ပိုင်ဆိုင်မှုတွေကိုစသုံးနေတဲ့ကောင်လေးတစ်ယောက်ကနေစတင်ပါတယ်အသက်2နှစ်အရွယ်မှာတော့သူ့အဖေရဲ့ဒေါ်လာတန်း100ကန့်သက်ချက်ရှိတဲ့ credit card 2ကတ်ကို3ရက်အတွင်းအကုန်သုံးပစ်ခဲ့ပါတယ်အလဲတန်းရောက်ချိန်မှာတော့ကုမ္ပဏီရဲ့ stock share အများစုကိုရောင်းချပြီးငွေသားတန်း1000ကိုအိတ်ထဲထည့်ခဲ့ပေမဲ့တစ်လအတွင်းမှာပဲတပြားမကျန်အကုန်သုံးပစ်ခဲ့ပါတယ်ဒီလောက်ရက်ကမျိုးထဲမှာငွေကြေးဆိုင်ရာကြရက်ရိုက်ခတ်မှုတစ်ခုကိုသာဖြစ်စေခဲ့တာမဟုတ်ပါဘူး10နှစ်ဆိုတဲ့အချိန်တိုလေးအတွင်းမှာပဲသူ့အဖေဟာကုမ္ပဏီကိုထိန်းချုပ်နိုင်စွမ်းလက်လွတ်ရလူနီးပါးဖြစ်ခဲ့ပါတယ်သူဟာတန်ဖိုးတန်းတောင်းချီတန်းတဲ့ corporation တစ်ခုလုံးကိုအပြောင်ရှင်းပစ်ခဲ့ပါတယ်ဒါပေမဲ့ဒီနေ့မှာတော့သတင်းတစ်ခုနဲ့သူ့အဖေကဖုန်းဆက်လာခဲ့ပါတယ်မိသားစုဟာတရားဝင်လူမွဲစာခံလိုက်ရပြီဖြစ်ပါတယ်သူ့ကိုအိမ်ပြန်လာပြီးစိုက်ပျိုးရေးလုပ်ဖို့အဖေဖြစ်သူကပြောခဲ့ပါတယ်မိုင်းထောင်ချီကွာဝေးတဲ့နေရာမှာရှိနေပေမဲ့မိသားစုဒေဝါလီခံရပြီဆိုတာကိုကြားတဲ့အခါသူ့အဖေရဲ့စိတ်ပြက်အားငယ်မှုမျိုးသူခံစားရခြင်းမရှိခဲ့ပါဘူးဝမ်းနေတာမျိုးဆုံးရှုံးသွားတယ်လို့ခံစားရတာမျိုးမရှိဘဲအိမ်သာဆေးတဲ့ကြမ်းတိုက်ဝတ်ကိုလွှင့်ပစ်လိုက်ချိန်မှာသူ့မျက်နှာပေါ်ကနေနက်နက်ရှိုင်းရှိုင်းတက်တာရသွားတဲ့ခံစားချက်ကိုတွေ့နိုင်ပါတယ်သူကတက်တက်ရရမရှိတဲ့ပုံစံနဲ့ကျမ်းပြင်ပေါ်ထိုင်ချလိုက်ပြီး system ကိုစကားပြောလိုက်ပါတယ်သူ့အဖေပြောတာကို system ကြားလိုက်တယ်လို့သူကပြောလိုက်ပါတယ်ခွေး system လို့သူကဆဲဆိုလိုက်ပါတယ်သူ့မိသားစုမှာပတ်စံမရှိတော့ဘူးလို့ဆိုပါတယ်အခြား host တယောက်သွားရှာဖို့သူကနှင်ထုတ်လိုက်ပါတယ်ဒီနှစ်တွေအတွင်းသုံးခဲ့တဲ့တန်းတောင်းချီတဲ့ငွေတွေကိုလမ်းဘေးခွေးတစ်ကောင်ကိုလှူလိုက်တယ်လို့သဘောထားလိုက်မယ်လို့သူကဆက်ပြောပါတယ်ဒါပေမဲ့ system ကအဲ့ဒီလိုမလုပ်ဖို့ host ကိုတောင်းပန်လာခဲ့ပါတယ် system ကအပြည့်အဝတိဆောက်ပြီးစီးကနေပြီလို့ရှင်းပြပါတယ်ဘလို့လို့တဝက်တစ်ပြက်နဲ့လက်လျှော့နိုင်ရတာလဲလို့ system ကမေးပါတယ်ဆက်တန်ပါပြီးနည်းနည်းကောက်ကျစ်တဲ့လျှက်စစ်အတန်တစ်ခုကသူ့စိတ်ထဲမှာပဲ့တင်ထက်သွားခဲ့ပါတယ်အဲ့ဒီအတန်ကိုကြားတော့သူ့ဒေါသတွေချက်ချင်းထွက်လာခဲ့ပါတယ်တိဆောက်ပြီးစီးတာအရေးမဆိုင်ဘူးလို့သူကဒေါသတကြီးပြောလိုက်ပါတယ် system အပေါ်သူတန်း1000ကျော်သုံးခဲ့ပြီးပြီလို့သူကဆိုပါတယ်ဝက်တကောင်မွေးထားရင်တော့အခုဆိုတက်စားလို့ရနေလောက်ပြီလို့သူကလှောင်ပြောင်လိုက်ပါတယ်ဒီနှစ်တွေအတွင်းမှာသူကနိုင်ငံရဲ့နံပါတ်1ငွေဖြုံးတီးသူဆိုတဲ့နာမည်ကိုသဘောကျကျနဲ့ခံယူထားခဲ့ပါတယ်ဒါပေမဲ့ရလက်တွေကတော့မျောလင့်ထားတာနဲ့အလှမ်းဝေးနေခဲ့ပါတယ်လူတိုင်းကတော့သူဟာစိမ့်ကြပြီးပိုရှန်နေတဲ့ဘဝကိုဖျက်ဆီးနေတယ်လို့ထင်ခဲ့ကြပါတယ်ဒါပေမဲ့တကယ်တမ်းမှာသူဟာကဘာပေါ်မှာအတနာစရာအကောင်းဆုံးတထေးသားဆိုတာနတ်တကြားတွေပဲသိနိုင်ပါတယ်အခြားအမွေခံတွေကစိန်ခံကားတွေမောင်းပြီးမိမ့်မလှလေးတွေနဲ့ဘဝကိုတာယာနေချိန်မှာသူကတော့အခြေခံစရိတ်တွေကာမိဖို့ကြုံရကြပန်းအလုပ်တွေလုပ်နေခဲ့ရပါတယ် system ကိုကျွေးမွေးဖို့ပတ်စံစုရင်နေတိုင်းအရှင်းလင်းဆုံးအစားအစာတွေနဲ့ပဲသူအသက်ဆက်ခဲ့ရပါတယ်ကံမကောင်းစွာနဲ့ပဲ10နှစ်ကြာတဲ့အထိဒီ system စုပ်ကပြီးစီးမဲ့လက္ခဏာမပြခဲ့ပါဘူးသူပင်ပန်းနေပြီဖြစ်ပြီးဆက်မစော့နိုင်တော့ပါဘူးဒါကနောက်ဆုံးကြံတဲ့ငွေလေးဖြစ်ကြောင်း host ကိုဂတိပေးတယ်လို့ system ကပြောပါတယ်အောင်မြင်ဖို့နောက်ထပ် 1.3 သန်းပဲလိုတော့တယ်လို့ရှင်းပြပါတယ်သူ့ကိုယုံကြည်ဖို့ system ကတောင်းပန်ခဲ့ပါတယ်အရင်ကလည်းပြောခဲ့ဘူးပေမဲ့ဒီတစ်ခါတော့တကယ်ပြောတာဖြစ်ပြီးဒါဟာတကယ်နောက်ဆုံးပေးချေမှုဖြစ်ကြောင်းချစ်ရတဲ့ host ကို system ကထပ်လောင်းပြောဆိုပါတယ်ငွေလွှဲဖို့သဘောတူလိုက်တာနဲ့ system ကိုအပြည့်အဝတက်ဆင်ပြီးအသင့်ဖြစ်သွားလိမ့်မယ်လို့ဆိုပါတယ်သူကသူ့ရဲ့ဗန်လက်ကြံငွေကိုစစ်ဆေးကြည့်လိုက်ပါတယ်အိမ်ပြန်ဖို့ခရီးစရိတ်ဖယ်ထားပြီးနောက်မှာသူ့စီမှာ 1.3 သန်းအတိအကျကျန်နေခဲ့ပါတယ်ဒီခွေး system ကသူ့ကိုတပြားမှမကျန်အောင်ညှစ်ထုတ်ချင်နေပုံရပါတယ်ဘယ်တော့မှမဖြစ်နိုင်ဘူးလို့သူတွေးလိုက်ပါတယ်နောက်ထပ်တပြားပေးရင်သူလူမိုက်ဖြစ်သွားမယ်လို့သူကဆိုပါတယ်အိုင်ယွန်မန်ဝစ်စုံရဲ့ပုံစံချမ်းတွေကိုသူ့ရှေ့မှာလာချပေးရင်တော့ဂူအင်းကတပြားမှလွှဲပေးမှာမဟုတ်ပါဘူးသူကလုံးဝကိုပြက်ပြက်သားသားရက်တည်နေခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီစကားတွေသူ့နှုတ်ခမ်းကထွက်သွားတာနဲ့တပြိုင်နက်သူ့မျက်နှာအမူအရာကပြောင်းလဲသွားခဲ့ပါတယ်သူ့စိတ်ထဲမှာအစစ်မြင့်နီးပညာသုံးတိုက်ပွဲဝင်ဝစ်စုံတစ်ခုရဲ့အသေးစိတ်ပုံစံကားချက်တစ်ခုတကယ်ပဲပေါ်လာခဲ့ပါတယ်သူ့ရဲ့လက်ရှိအရေးချင်းနဲ့ဆိုရင်ပုံစံချမ်းတွေရှိနေရင်တောင်တိဆောက်နိုင်မှာမဟုတ်တဲ့အတွက် system ရဲ့အကူအညီကိုတဘာဝကျကျလိုအပ်လိမ့်မယ်လို့ system ကမှတ်ချက်ချလိုက်ပါတယ်နောက်ဆုံးအနေနဲ့ 1.3 သန်းပေးချေလိုက်တာနဲ့အကောင်းဆုံးထုတ်လုပ်ရေး system ဟာသူ့အပိုင်ဖြစ်လာတော့မှာပါဂူအင်းဟာတည်တည်ငြိမ်ငြိမ်နေနိုင်ဖို့ကြိုးစားရင်းတတွေးကိုခက်ခက်ခဲခဲမျိုးချလိုက်ပါတယ်ဒါဟာခွေးကျင် system ရဲ့နောက်ထပ်ထောင်ချောက်တစ်ခုပဲလို့သူ့ကိုယ်သူပြောလိုက်တယ်ဒါပေမဲ့အဆုံးမှာတော့သူတကယ်ကိုမခံနိုင်တော့ပါဘူးချက်ချင်းဆိုသလိုပဲသူ့ဖုန်းထဲမှာဘဏ်ကနေအတိပေးချက်တစ်ခုဝင်လာခဲ့ပါတယ်ရိုးရိုးသားသားပြောရရင်သူဘယ်နှခါလောက်မွဲသွားခဲ့ပြီလဲဆိုတာကိုတော့မမှတ်မိတော့ပါဘူးသူမတ်တက်ရက်ပြီးဘောင်းမီကိုခါချလိုက်ကတပ်ပြင်းရှည်ကြီးတစ်ခုချလိုက်ပါတယ်အကြိမ်ပေါင်းများစွာအယူခံရပြီးတဲ့နောက်တစ်ကြိမ်ထပ်အယူခံရတာကလည်းကိစ္စမရှိတော့ပါဘူးတန်ရှင်းရေးလုပ်တဲ့ပစ္စည်းတွေကိုသိမ်းနေတော့သူ့ခေါင်းကရုတ်တရက်လေးလံလာပြီးအသိစိတ်ထဲမှာစူးရှတဲ့အတန်တန်ပဲ့တင်ထပ်သွားခဲ့တယ်အဲ့ဒီနောက်ဆက်တန်လိုအတန်တွေစက်တိုက်ထွက်ပေါ်လာခဲ့ပြီးအစင်းမြင့်ဆုံးထုတ်လုပ်ရေး system ဟာအပြည့်အဝအသက်ဝင်လာပြီဖြစ်ပြီးပိုင်ရှင်ရဲ့စွမ်းရည်တွေကိုလည်းမြင့်တင်ပေးလိုက်ပြီလို့ကြေညာခဲ့ပါတယ်အစပြု package ကိုလည်းပေးပို့လိုက်ပြီဖြစ်တယ်လို့ဆိုင်းကိုလည်းဖွင့်လိုက်ပါပြီဒီတစ်ခါတော့တကယ်ဖြစ်လာပြီဆိုတာကိုသိလိုက်ရတာကြောင့်ဂူအင်းတယောက်နေရာမှာတင်အေးခဲသွားခဲ့ပါတယ် system ကသူ့ကိုမလိမ်ခဲ့ပါဘူးသူအာယုံစူးစိုက်လိုက်တဲ့အချိန်မှာတော့ system ရဲ့တီးသန့် interface ပြားကြီးသူ့ရှေ့မှာပေါ်လာတာကိုတွေ့လိုက်ရပါတယ်ပိုင်ရှင်ဂူအင်းထုတ်လုပ်ရေးအဆင့်1ဂုံသတင်းတုံညကျွဲဝမှု2000ရုပ်ရည်88တင်ချာ61ရူပဗေဒ
ဓာတုဗေဒဇီဝဗေဒနဲ့သတင်းအချက်အလက်နည်းပညာအားလုံးက60ဖြစ်နေပြီးသူ့ရဲ့ဘာသာစကားစွမ်းရည်ကတော့အပြည့်တရာဖြစ်နေခဲ့ပါတယ်ဒီအချက်အလက်တွေကိုမြင်လိုက်ရတဲ့အချိန်မှာတော့ဂူအင်းတယောက်ဒေါသတွေထောင်းကနေထွက်သွားခဲ့တယ်သူ့ရဲ့မြင့်တင်ထားတဲ့စွမ်းရည်တွေကဘာလို့အောင်မှတ်လောက်ပဲရှိနေရတာလဲလို့သူကမေးခွန်းထုတ်လိုက်ပါတယ်ဒါကလက်ရှိကန့်သက်ချက်ဖြစ်ပြီးရမှတ်60ဆိုတာကဘာပေါ်ကလူအများစုကိုကြော်လွန်နေပြီဖြစ်ကြောင်း system ကတည်တည်ငြိမ်ငြိမ်နဲ့ရှင်းပြခဲ့ပါတယ်သင်္ချာဘာသာရဲ့တစ်ခုထဲမှာတင်သူဟာလူဦးရေရဲ့69%ထက်သာလွန်နေပါပြီဒါပေမဲ့လည်းဂူအင်းကတော့ကျေနပ်မှုမရှိသေးပဲအထူးသဖြင့်သူ့ရဲ့ရုပ်ရည်နဲ့ပတ်သက်ပြီးတော့ပေါ့သူ့ရဲ့ရုပ်ရည်အမှတ်ကိုတိုးပေးဖို့ဒါမှမဟုတ်ရင်ပတ်စံပြန်အမ်းဖို့ system ကိုသူကအတင်းကျပ်တောင်းဆိုခဲ့ပါတယ်ပြင်းပြင်းထန်ထန်ဈေးစစ်ပြီးတဲ့နောက်မှာတော့ system ကိုသူအောင်မြင်စွာသိမ်းသွင်းနိုင်ခဲ့ပါတယ်သူ့ရဲ့ရုပ်ရည်ကို62အထိတိုးမြင့်ပေးဖို့ပေါ့ဒီလိုမျိုးဆိုရင်တော့နောက်ဆုံးမှာကဘာကြီးပေါ်မှာသူထင်ပေါ်လာနိုင်လိမ့်မယ်လို့သူခန်းစားလိုက်ရပါတယ်အဲ့ဒီအချိန်မှာပဲ system ဘလို့အလုပ်လုပ်တယ်လဲဆိုတဲ့အဓိကရုပ်တည်ကိုသူသိလိုက်ရတယ်တကယ်ကိုကြီးကျယ်ခမ်းနားတဲ့တီထွင်မှုတွေလုပ်နိုင်ဖို့အတွက်သူကအရင်ဆုံးသူ့ရဲ့ထုတ်လုပ်ရေးအဆင့်ကိုမြင့်တင်ဖို့လိုအပ်ပါလိမ့်မယ်လက်ရှိအဆင့်1စွမ်းရည်နဲ့ဆိုရင် Iron Man ဝစ်စုံလိုမျိုးတစ်ခုခုကိုတိစောက်ဖို့ဆိုတာမဖြစ်နိုင်ပါဘူးသူကအခြေခံသိပ္ပံပညာရပ်တွေကိုအရင်ဆုံးကျွမ်းကျင်ဖို့လိုအပ်ပါလိမ့်မယ်ဘဝမှာအကောင်းဆုံးအရာတွေဆိုတာ system ကပေးတာထက်စူးစမ်းအားထုတ်မှုနဲ့ရယူရတာမျိုးလေသူ့ရဲ့အဆင့်ကိုမြင့်တင်ဖို့အတွက်အဓိကလမ်းကြောင်း2ခုရှိပါတယ်ပထမတစ်ခုကဂုဏ်သတင်းဖြစ်ပြီးဒုတိယတစ်ခုကတော့ကြွယ်ဝမှုကြော်ကြားမှုနဲ့ကံကြမ္မာပဲဖြစ်ပါတယ်ရိုးရိုးရှင်းရှင်းပြောရရင်ဈေးဝယ်စင်တာတွေကပုံစံချမ်းတွေအားလုံးနဲ့လိုအပ်တဲ့ထုတ်လုပ်ရေးကိရိယာတွေကိုဖွင့်ဖို့အတွက်ကြွယ်ဝမှုဒါမှမဟုတ်ဂုဏ်သတင်းတွေလိုအပ်ပါလိမ့်မယ်စီကန်းတွေကိုနားလည်သွားတဲ့အချိန်မှာတော့ဂူအင်းကတက်ပြင်းရှည်ကြီးတစ်ခုချလိုက်ပါတယ်နောက်ဆုံးတော့စိတ်လှုပ်ရှားစရာအကောင်းဆုံးအပိုင်းကိုရောက်လာခဲ့ပါပြီသူ10နှစ်တိုင်တိုင်ပြိုးထောင်လာခဲ့တဲ့ system စီကအစပြု package ကိုဖွင့်ဖို့ပါပဲတိတ်ပြီးစိတ်ပြက်စရာကောင်းမနေဖို့သူမျှော်လင့်ခဲ့ပါတယ်အဲ့ဒီထဲမှာတော့အဆင့်60နဲ့80အတွက်တင်ချာပု္ပ္ပစာဖြည့်ရှင်းတဲ့ကတ်တစ်ခုနဲ့ graphene battery တေးသေးလေးတစ်ခုရဲ့ဒီဇိုင်းပုံစံကျန်းတစ်ခုကိုသူတွေ့လိုက်ရတယ်ဒါပါပဲသူကအေးတက်ပေါင်းဆက်စွမ်းအင်ဆဲလိုမျိုးပိုကောင်းတဲ့တစ်ခုခုကိုမျှော်လင့်ထားခဲ့တာပါဒီတစ်ခါတော့သူ့ရဲ့ဈေးစစ်ဖို့စူးစမ်းမှုတွေအားလုံးအပီးတိုင်ကျရှုံးသွားခဲ့ပါတယ်တော်တော်လေးတာမန်ဖြစ်နေတဲ့ဒီအစပြုလက်ဆောင်ကိုသူမတက်တာပဲလက်ခံလိုက်ရပါတယ်အိမ်မပြန်ခင်သူ့ရဲ့ graphene battery တေးသေးလေးရဲ့နမူနာပုံစံကိုအပီးတက်ဖို့အတွက်တက္ကသိုလ်ဓာတ်ခွဲခန်းကိုသူခဏဝင်သွားခဲ့တယ်သူပြန်ရောက်သွားတာနဲ့ချမ်းသာတဲ့အမွေဆက်ခံသူတယောက်ဖြစ်တော့မှာမဟုတ်ဘူးဆိုတာကိုသူသိနေခဲ့ပါတယ်နောက်ပိုင်းမှာဒီလိုမျိုးတွေတိစောက်ဖို့ကိရိယာတွေသူ့စီမှာရှိချင်မှရှိတော့မှာပါရိုးရိုးသားသားပြောရရင်သူ့ရဲ့အထက်တန်းကျောင်းကနာမည်မကြီးပေမဲ့လည်းကိရိယာတွေကတော့အရန်ကောင်းပါတယ်သူတို့ကအဲ့ဒီဈေးကြီးတဲ့ကျောင်းလာခတွေကိုကောင်းကောင်းအသုံးချခဲ့တာသိကြပါတယ်ကျောင်းကလည်းသူထွက်သွားတာကိုကြည့်ပြီးအရန်ကိုဝမ်းသာနေခဲ့တာပါချမ်းသာတဲ့အမွေဆက်ခံသူတွေနဲ့ပြည့်နေတဲ့နေရာမှာကျောင်းကပတ်စံပိုရှာဖို့နီးလန်းတွေကိုအမြဲတမ်းရှာဖွေလေးရှိပါတယ်ဒါပေမဲ့ဂူအင်းကတော့ချွင်းချက်ပါပဲကျောင်းကသူ့စီကနေနောက်ထပ်တပြားမှထပ်မရနိုင်တဲ့အပြင်တကယ်တော့သူ့ကိုယ်တော်လာစာပြန်ပေးနေရတာပါကလေးတယောက်ကနေ့တိုင်းအိမ်သာဆေးဖို့ဆိုတာတကယ်တော့မလွယ်ကူပါဘူးတနာစရာကောင်းလေးဟာနောက်ဆုံးမှာတော့ထွက်သွားတော့မှာဖြစ်ပါတယ်ဒါပေမဲ့အခုဘသူကအိမ်သာဆေးရမလဲဆိုတာစဉ်းစားစရာပါကျောင်းအုပ်ကြီးတွေးလွန်နေတော့မှာပဲအဖိုးအိုတယောက်ရုံးခန်းထဲအပြေးဝင်လာပြီးဂူအင်းကိုအလောတကြီးမေးနေခဲ့ပါတယ်ဂူအင်းလေစိတ်ကိုထွက်သွားပြီလို့ကျောင်းအုပ်ကြီးကသူ့ကိုပြန်ဖြေခဲ့ပါတယ်ရှင်နိုင်သူမရှိတဲ့ပါရမီရှင်ကိုလက်လွတ်လိုက်ရလို့သူ့ကိုလူမိုက်လို့အဖိုးအိုကပြောလိုက်ပါတယ်ဂူအင်းဟာသူတို့အထက်တန်းကျောင်းကိုရာစုနှစ်ပေါင်းများစွာနာမည်ကြီးသွားစေနိုင်တဲ့ပါရမီရှင်တယောက်ဖြစ်တယ်လို့ဆိုပါတယ်ကျောင်းအုပ်ကြီးကတော့လုံးဝကိုဇဝေဇဝါဖြစ်ကြံခဲ့ပါတယ်ဒီလိုစမ်းသပ်မှုတွေကိုဖန်တီးနိုင်တဲ့အသက်18နှစ်အရွယ်ဟာကဘာကြီးကိုပြောင်းလဲပစ်ဖို့ကံပါလာတာလို့အဖိုးအိုကညှိတွားလိုက်ပါတယ်ကျောင်းအုပ်ကြီးတွေးဝေနေချိန်မှာဂူအင်းဟာလေရင်ပေါ်ထိုင်နေရင်သူ့ရဲ့ဂုံသတင်းမှတ်တွေဟာ340ကိုရုတ်တရက်ခုန်တက်သွားတာကိုသတိထားမိလိုက်ပါတယ်ဘက်ထရီနမူနာလုံနေတော့ကဓာတ်ခွဲခန်းထဲမှာသူ့ရဲ့လှုပ်ဆောင်ချက်မှတ်တမ်းတွေကိုဖျက်ဖို့မေ့သွားခဲ့တာကိုသူသတိရသွားပါတယ်တယောက်ယောက်ကအဲ့ဒါတွေကိုရှင်းရှင်းလင်းလင်းတွေ့သွားခဲ့တာဖြစ်ပေမဲ့သူကတော့ဂရုမစိုက်ခဲ့ပါဘူးလက်တွေ့အသုံးပြုဖို့အချောတွေကိုပြန်ဖန်တီးဖို့ဆိုတာအဲ့ဒီမှတ်တမ်းတွေလောက်နဲ့တင်မလုံလောက်ပါဘူးအထူးလျှက်ကူးပစ္စည်းတစ်ခုလိုအပ်နေသေးတဲ့အတွက်သူ့ရဲ့ဘက်ထရီဟာတီးတန့်ဖြစ်နေစေလို့ဆိုလိုတာပါလောလောဆယ်သူ့ရဲ့ဂုံသတင်းမှတ်တွေဟာအသုံးမဝင်ဘူးလို့ထင်ရတဲ့အတွက်ဂူအင်းဟာသူ့ရဲ့ထုတ်လုပ်မှုအဆင့်ကိုမြင့်တင်ဖို့အကုန်သုံးပစ်ဖို့ဆုံးဖြတ်လိုက်ပါတယ် system ကသူ့ကိုအတိပေးထားတာကအဆင့်2ကိုမရောက်ဘဲနဲ့ဘာသာစကားတွေကိုဖယ်လိုက်ရင်သူ့ရဲ့အခြေခံသိပ္ပံစွမ်းရည်တွေဟာ60ကိုမကျော်နိုင်ဘူးလို့သူ့စီမှာရှိတဲ့တင်ချာကအပိုအမှတ်ဟာသူ့ရဲ့10နှစ်တာတီးခံမှုအတွက်အပိုစုဖြစ်ပုံရတယ်လို့သိရပါတယ်လိုအပ်နေတဲ့အတွေ့အကြုံမှတ်3000ကိုကြည့်ပြီးသူတက်ပြင်းချလိုက်ပါတယ်အဆင့်2ထုတ်လုပ်မှုဟာတိတ်မခက်ခဲတင်ဘူးဆိုတာကိုသိလိုက်ရလို့သူနည်းနည်းပိုခံစားရတက်တာသွားပါတယ်ချမ်းသာကြွယ်ဝမှုကနေအတွေ့အကြုံကိုပြောင်းလဲတဲ့နှုန်းကဘယ်လောက်လဲလို့သူကမေးလိုက်ပါတယ်အတွေ့အကြုံတစ်မှတ်အတွက်ဒေါ်လာ1000ဖြစ်ပါတယ်တဘာဝကြကြပဲ system ဟာသူ့ပတ်စံအိတ်ကိုရှင်းပစ်ဖို့နီးလန်းတွေကိုအမြဲရှာနေခဲ့ပါတယ် system ကိုတပြားမှမပေးဘဲအခုကစပြီးဂုံသတင်းမှတ်တွေကိုပဲသုံးတော်မယ်လို့သူချိန်ဆိုလိုက်ပါတယ်လေးစိတ်မှာဆင်းပြီးနောက်ဆိုင်းပုတ်ကင်ထားတဲ့သူ့မိဘတွေကိုသူမြင်တွေ့သွားတာကိုကျွန်တော်တို့တွေ့ရပါတယ်သူတို့ဟာတက်တော်ဆောင်9ယောက်
ဒါမှမဟုတ်၈ယောက်လောက်ဝန်းရံထားတဲ့ဆွဲဆောင်မှုရှိတဲ့ဇနီးမောင်နှံဖြစ်ပါတယ်။စိန်ခံကားတွေနဲ့တပ်တော်ဆောင်တွေနေရာတိုင်းမှာရှိနေတဲ့အတွက်ဂူအင်းဟာလက်တွေ့ဘဝကိုစတင်မေးခွန်းထုတ်လာပါတယ်။ဒါဟာဒေဝါလီခံထားရတဲ့မိသားစုနဲ့မတူပါဘူး။သူအနားရောက်သွားတာနဲ့သူ့အမေရွီချီကသူ့ကိုတင်းကျပ်စွာဖက်လိုက်ပြီးသူ့ကိုအကြာကြီးတယောက်တည်းထားခဲ့တဲ့အတွက်တောင်းပန်လိုက်ပါတယ်။သူ့သားဘလောက်ပိန်သွားလဲဆိုတာသူမကငိုကြွေးပြောဆိုပြီးဒီလိုဖြစ်လာမယ်ဆိုတာသူမသိနေတယ်လို့သူ့အဖေကိုပြောလိုက်ပါတယ်။တလကို၈တန်းဆိုတာဘယ်တော့မှမလုံလောက်ဘူးလို့သူမကဆိုပြီးသူ့ကိုတိတ်တဆိတ်ပတ်စံပိုမပို့ပေးမိတဲ့အတွက်သူမကိုသူမအပြစ်တင်နေပါတယ်။သူ့ဇနီးကအစီအစဉ်ကိုဖျက်ဆီးတော့မယ်လို့စိုးရိမ်ပြီးသူ့အဖေဂူကျန်းကမျက်နှာရှုံမဲ့သွားပါတယ်။ကောင်လေးဟာလုံလောက်အောင်အလိုလိုက်ခံထားရပြီးပြီလို့သူကညှဉ်းညူလိုက်ပါတယ်။မိသားစုဒေဝါလီခံလိုက်ရတာလားလို့ဂူအင်းကမေးလိုက်ပါတယ်။ဂူကျန်းစကားမပြောနိုင်ခင်မှာပဲအဖေကုမ္ပဏီပဲပြတ်သွားတာပါလို့ရွီချီကပြုံးစားကြီးပြောချလိုက်ပါတယ်။သူမစီမှာပတ်စံရှိသေးတယ်လို့သူမကအာမခံပြီးပိုလိုတဲ့အခါတိုင်းတောင်းဖို့သူ့ကိုပြောလိုက်ပါတယ်။ဒါကကြီးမားတဲ့အံ့ဩစရာနဲ့ပြဿနာတစ်ခုပါ။ system ကအဲ့ဒါကိုကြားသွားပြီးမကြခင်မှာပတ်စံပိုတောင်းတော့မယ်ဆိုတာကိုသူသေချာသိနေပါတယ်။အချက်ပေးလိုက်တယ်လို့ပဲအတိပေးချက်တစ်ခုပေါ်လာပါတယ်။စူးရှားတဲ့အတန်တစ်ခုနဲ့အတူတာဝန်အသစ်တစ်ခုကသူ့မျက်နှာပြင်မှာလင်းလက်လာပါတယ်။ဆရာတစုဖန်တီးရှင်တယောက်ဖြစ်ဖို့ဆိုတာကုမ္ပဏီတစ်ခုလိုအပ်တာသိကြပါတယ်။ Star City နည်းပညာရဲ့တဦးလေးသောအမွေဆက်ခံသူအနေနဲ့ကြာရှုံးနေတဲ့လုပ်ငန်းကိုကယ်တင်ဖို့ကသူ့တာဝန်ဖြစ်တယ်လို့ system ကကြေညာလိုက်ပါတယ်။တာဝန်ကရိုးရှင်းပါတယ်။ Star City နည်းပညာရဲ့အကျွေးတွေအကုန်ဆက်ပြီးလုပ်ငန်းလည်ပတ်မှုတွေကိုပြန်လည်လှုပ်ဆောင်ကာစီးပွားရေးကိုပြန်စဖို့ပါ။စုလပ်တွေအနေနဲ့ဂုံသတင်းမှတ်900ဆွဲဆောင်မှုအမှတ်တမှတ်နဲ့ system ကနေအခမဲ့မဲနိုင်ခွင့်တစ်ခုရရှိမှာဖြစ်ပါတယ်။တာဝန်ကိုမြင်လိုက်ရတော့ဂူအင်းဟာတက်တာရသွားတယ်လို့ခံစားလိုက်ရပါတယ်။ပတ်စံအများကြီးလိုအပ်တဲ့နောက်ထပ်တာဝန်တစ်ခုဖြစ်နေပေမဲ့ဒီတစ်ချိန်တော့ပတ်စံတွေက system ရဲ့အိတ်ကတ်ထဲဓာတ်ရိုက်ရောက်မသွားတာကြောင့်ကုမ္ပဏီဟာတကယ်ပဲကယ်တင်လို့မရတော့ဘူးလားလို့သူကချင့်ချိန်ပြီးမေးလိုက်ပါတယ်။ကောင်လေးဟာနောက်ဆုံးမှာတော့ကြီးပြင်းပြီးရင့်ကျက်လာပြီလို့ခံစားရတဲ့အတွက်ဂူကျန်းဟာသူ့သားကိုနှက်ဆိုင်နဲ့ကျေနပ်မှုမျိုးနဲ့ကြည့်လိုက်ပါတယ်။ပတ်စံတောင်းမဲ့အစားစီးပွားရေးကိုဂရုစိုက်လာတဲ့သူ့ကိုကြည့်ပြီးဝမ်းသာမိပေမဲ့လိုအပ်နေတဲ့ရန်ပုံငွေကတိတ်များလွန်းတယ်လို့သူကဝန်ခံလိုက်ပါတယ်။ပြင်းထန်တဲ့ပြိုင်ဆိုင်မှုတွေနဲ့ project အသစ်တွေမရှိတာကြောင့်ကုမ္ပဏီဟာရုန်းကန်နေရပြီးဂူအင်းအတွက်တော့အပြစ်ရှိသလိုအကြီးအကျယ်ခံစားနေရပါတယ်။နှစ်ပေါင်းများစွာကုမ္ပဏီရဲ့ရန်ပုံငွေတွေကိုသူသာမဖြုံးတိခဲ့ရင်အခုလိုဖြစ်လာမှာမဟုတ်ဘူးဆိုတာနားလည်သွားပြီးသူကတောင်းပန်လိုက်ပါတယ်။ဒါပေမဲ့ရွီချီကတော့သူ့ရဲ့တောင်းပန်မှုကိုသဘောမကျဘဲသူ့အပြစ်မဟုတ်ဘူးလို့အခိုင်အမာပြောခဲ့ပြီးသူ့အဖေရဲ့ကုမ္ပဏီဟာဘလို့ပဲဖြစ်ဖြစ်ကြာရှုံးနေတဲ့လုပ်ငန်းတစ်ခုလိုသာသတ်မှတ်ခဲ့ပါတယ်။သူဘလောက်ပဲတုံစီးပွားရေးကဒေဝါလီခံရမဲ့ကိန်းဆိုင်နေတာလို့သူမကဆိုပါတယ်။ဂူကျန်းတယောက်စိတ်အနှောက်အယှက်ဖြစ်ခဲ့ရပေမဲ့မိသားစုတွေကသူ့ရဲ့နေရာကိုသူသိနေခဲ့ပါတယ်။အိမ်အောင်စုရဲ့အောက်ဆုံးအဆင့်မှာရှိနေတာကြောင့်သူကနှုတ်ဆက်နေခဲ့ပြီးအထူးသဖြင့်သူ့မိန်းမရဲ့ပွင့်လင်းတဲ့မှတ်ချက်ကအမှန်တရားနည်းနည်းပါနေတာကြောင့်ဖြစ်ပါတယ်။ဂူအင်းကတော့ဇလန်းရဲ့ဘယ်အပိုင်းကအမှန်လဲဆိုတာကိုဂရုမစိုက်ပါဘူး။ Star City နည်းပညာကုမ္ပဏီကိုဘာပဲဖြစ်ဖြစ်ရှင်သန်ခွင့်ပေးရမယ်ဆိုတာကိုပဲသူသိပါတယ်။သူကသူ့အမေဘက်လှည့်ပြီးသူမစီမှာပတ်စံဘလောက်ရှိလဲလို့မေးလိုက်ပါတယ်။သူမရဲ့ချွင်းချက်မရှိချစ်ချင်းမြတ်တာတွေရှိနေပေမဲ့လည်းသူမရဲ့ရင်ထဲမှာတော့ဒိတ်ခနဲဖြစ်သွားခဲ့ပါတယ်။သူ့အဖေရဲ့ပိုင်ဆိုင်မှုတွေကိုဖြုံးတီးပစ်ပြီးနောက်သူမရဲ့သားကသူမရဲ့စုဆောင်းငွေတွေကိုမျက်စိကျလာပြီလားလို့သူမတွေးပူမိသွားပါတယ်။သူမစီမှာငွေသားတိတ်မရှိပေမဲ့ကြာရှုံးနေတဲ့ကုမ္ပဏီနဲ့လုံးဝမသက်ဆိုင်တဲ့အိမ်ချမ်းမြေနဲ့ Star တော် share တွေတော့ရှိတယ်လို့ရှင်းပြခဲ့ပါတယ်။ဒီပိုင်ဆိုင်မှုတွေကသူ့ဟာတွေပါလို့သူမကအာမခံခဲ့ပေမဲ့စီးပွားရေးကိုကယ်တင်ဖို့လုံလောက်ရဲ့လားလို့သူကမေးတဲ့အခါသူမလည်းစကားစွန့်အားသွားခဲ့ပါတယ်။ဂူကျန်းတယောက်ချွေးစေးတွေပြန်လာခဲ့ပါတယ်။သူဟာဆုံးရှုံးမှုတွေကိုလျှော့ချဖို့နဲ့မိသားစုရဲ့အနာဂတ်အတွက်ကြံနေတဲ့နည်းနည်းပါးပါးကိုကယ်တင်နိုင်ဖို့အပြင်းထန်စူးစမ်းခဲ့ရတာပါ။သူတို့ရဲ့နောက်ဆုံးလက်ကျန်လေးကိုသူ့သားကိုဖြုံးတီးခွင့်မပေးနိုင်ပါဘူး။သူကအတင်း6-2ချက်လောက်ဟန့်ပြီးတဲ့နောက်စကားလမ်းကြောင်းလွှဲဖို့စူးစမ်းခဲ့ပါတယ်။ကုမ္ပဏီအတွက်စိတ်မပူဖို့ဂူကျန်းကသူ့ကိုပြောခဲ့ပြီးသူကငယ်သေးတာကြောင့်ပညာရေးကိုပဲအာရုံစိုက်တင်တယ်လို့တတိပေးခဲ့ပါတယ်။သူတစ်နှစ်နှစ်နှစ်လောက်အေးအေးဆေးဆေးစာသင်နိုင်အောင်ရက်အနည်းငယ်အတွင်းကျောင်းအသစ်ရှာပေးမယ်လို့ကတိပေးခဲ့ပါတယ်။ဒါပေမဲ့ဂူအင်းကနားမထောင်ပါဘူး။သူကသူ့အမေရဲ့လက်မောင်းကိုကင်ပြီးပတ်စံနဲ့ပတ်သက်လို့သူ့ကိုနောက်တစ်ကြိမ်လောက်ယုံကြည်ပေးဖို့တောင်းပန်ခဲ့ပါတယ်။ကုမ္ပဏီကိုကြာရှုံးအောင်လုပ်ခဲ့သူကသူဆိုရင်ပြန်လဲထူထောင်နိုင်မဲ့သူကလည်းသူတယောက်တည်းသာရှိတယ်လို့အခိုင်အမာပြောခဲ့ပါတယ်။ဂူကျန်းစီကိုမျှော်လင့်ချက်မဲ့မှုလိုင်းလုံးကြီးရိုက်ခတ်သွားတယ်လို့ခံစားလိုက်ရပါတယ်။သူ့သားရဲ့မစင်မကျင်သုံးဆွဲတဲ့အကျင့်ကဖျောက်လို့ရမဲ့ပုံမပေါ်ပါဘူး။ရွီချီရဲ့ဖုန်းကိုရပြီးတဲ့နောက်ဂူအင်းဟာသူ့အမေရဲ့ကိုယ်ပိုင်ပိုင်ဆိုင်မှုတွေကိုချက်ချင်းစစ်ဆေးပါတော့တယ်။ Star City နည်းပညာကိုကယ်တင်ဖို့လုံလောက်ပါမလားလို့တွေးမိပြီးသူတို့ဘလောက်အတိအကျလိုအပ်လဲလို့သူ့အဖေကိုမေးလိုက်ပါတယ်။ဂူကျန်းရဲ့မျက်နှာဟာသွေးဆုပ်သွားခဲ့ပါတယ်။သူ့သားရဲ့မေးခွန်းတွေကိုမဖြေဘဲသူကတိတ်ဆိတ်နေခဲ့ပါတယ်။ရွီချီကတတွေးမျိုးချလိုက်ပြီးသူ့အစားဝင်ပြောလိုက်ပါတယ်။နောက်2ရက်နေရင်တရားရုံးကကုမ္ပဏီကိုချိတ်ပိတ်တော့မှာဖြစ်လို့အချိန်မီငွေအလုံးအလောက်ရှာနိုင်ဖို့ဆိုတာမဖြစ်နိုင်တဲ့လောက်ပဲလို့သူမကရှင်းပြခဲ့ပါတယ်။ဒါကိုကြားလိုက်ရတဲ့အခါဂူကျန်းတယောက်ဝမ်းသာသွားခဲ့ပါတယ်။နောက်ဆုံးတော့ငွေသားမရှိတာကပဲတကယ်တော့ကောင်းကြီးတစ်ခုဖြစ်နေခဲ့ပါတယ်။သူ့သားအတွက်အရာအလုံးကိုဖြုံးတီးပစ်ဖို့ဆိုတာအဲ့ဒီလောက်မလွယ်တော့ပါဘူး။
အခုတော့ဂူအင်းဟာမျက်မှောင်ကျုပ်သွားပြီးသူတို့အနေနဲ့ဗန်ချင်းငွေယူလို့ရမလားလို့တွေးလိုက်ပါတယ်ဒီအကြံပြုချက်ကြောင့်ရွေချီရဲ့မျက်နှာအမူအရာကတော်တော်လေးထူးဆန်းသွားခဲ့ပါတယ်ဂူကျန်းကတော့ခါးသီးတဲ့လှောင်ပြုံးတစ်ခုကိုပဲပြုံးနိုင်ခဲ့ပြီးဘယ်ဘန်ကများသူတို့ကိုပတ်စံချေအောင်မယ်လို့တကယ်ယုံနေတာလားလို့သူ့သားကိုမေးလိုက်ပါတယ်ဘန်တွေကသူတို့ရဲ့အကြီးဆုံးမီးရှင်တွေဖြစ်နေပြီဆိုတာကိုထည့်တွေးဖို့လည်းပြောလိုက်ပါတယ်သူတို့ဟာလွန်ခဲ့တဲ့အချိန်ကတည်းကအမြင့်ပြတ်စရင်တွင်းခံထားရတာပါသူတို့ရဲ့ကြံနေတဲ့စုဆောင်းငွေတွေကိုဖုံးကွယ်ထားဖို့ဘလောက်တောင်အားထုတ်ခဲ့ရလဲဆိုတာကိုဂူအင်းကိုသတိပေးခဲ့ပါတယ်ဂူအင်းတယောက်နောင်တရသွားပြီးပိုင်ဆိုင်မှုတွေကိုဘလို့မြန်မြန်ငွေဖော်မလဲဆိုတာကိုစဉ်းစားပါတော့တယ်ရုတ်တရက်ပဲသူတို့အိမ်ပြန်နေတာမဟုတ်ဘူးဆိုတာကိုသူသတိထားမိသွားပါတယ်ဒီနေ့ဟာစူးယူချင်းရဲ့18နှစ်ပြည့်မွေးနေ့ဖြစ်ပြီးမိသားစုညစာစားပွဲကိုတွားဖို့သူမတို့အိမ်ကိုတွားနေတာလို့ယူချီကရှင်းပြခဲ့ပါတယ်ဒေဝါလီခံရတော့မဲ့ကုမ္ပဏီကိုကဲတင်ကျင်စိတ်တွေရုတ်တရက်ဖြစ်ပေါ်လာတဲ့ဂူအင်းကြောင့်ယူချီတယောက်တိတိတသာတုန်လှုပ်သွားခဲ့ပြီးပိုပြီးချွေတာဖို့လိုအပ်နေပြီလို့ခံစားလိုက်ရပါတယ်အလကားရမဲ့ညစာဆိုတာသူမလက်လွတ်မခံနိုင်တဲ့အခွင့်အရေးတစ်ခုပါစူးယူချင်းလို့ကြားလိုက်တာနဲ့ဂူအင်းရဲ့မျက်လုံးတွေဟာအံ့ဩမှုကြောင့်ပြူးကျဲသွားခဲ့ပါတယ်အဲ့ဒီမိန်းကလေးကိုဒီလောက်မြန်မြန်ပြန်ရင်ဆိုင်ရလိမ့်မယ်လို့သူမယုံနိုင်အောင်ဖြစ်သွားပါတယ်ဂူကျန်းကခေါင်းငိတ်လိုက်ပြီးကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုအဖြစ်သတ်မှတ်ကာတပ်ပြင်းချလိုက်ပါတယ်လွန်ခဲ့တဲ့နှစ်တွေတုန်းကသူမရဲ့အဖေကိုမူးအောင်တိုက်ပြီးလက်ထက်စာချုပ်မှာလက်မှတ်ထိုးခိုင်းနိုင်ခဲ့ပေမဲ့အဲ့ဒီစာရွက်စာတမ်းကိုဘလို့ဖြစ်ပြီးပျောက်သွားမှန်းသူမသိခဲ့ပါဘူးအခုမိသားစုကပျက်စီးသွားပြီဖြစ်လို့သူမရဲ့မိသားစုနဲ့ပတ်သက်ခွင့်မရှိတော့ဘူးလို့သူခံစားလိုက်ရပါတယ်ယူချီကသူမရဲ့နောင်တတွေကိုရင်ဖွင့်လာခဲ့တယ်ပြီးတော့ဒီလိုပြီးပြည့်စုံတဲ့ချွေးမလေးကိုလက်လွတ်လိုက်ရလို့ဆိုပြီးဂူအင်းကိုစူပူနေခဲ့တယ်ဂူအင်းလည်းအပြစ်ရှိစိတ်နဲ့ခေါင်းငုံထားခဲ့ရတယ်အမှန်တိုင်းပြောရရင်အဲ့ဒီစိတ်ဆက်ပွဲစာချုပ်ကတကယ်ပျောက်သွားခဲ့တာမဟုတ်ပါဘူး system ကိုပတ်စံပေးဖို့လိုအပ်နေလို့သူကိုယ်တိုင်အဲ့ဒီအချိန်ကခိုးသွားခဲ့တာဖြစ်တယ်သူကအဲ့ဒီစာချုပ်ကိုယူပြီးစူးယူချင်းစီကိုသွားခဲ့တယ်ပြီးတော့အဲ့ဒီစာချုပ်ကိုသူမစီတန်း90နဲ့ပြန်ရောင်းခဲ့တာဖြစ်တယ်ဒါကတမိုင်းမှာအတိတ်ပဲအမဲဆုံးစိတ်ဆက်ပွဲဖျက်သိမ်းမှုဖြစ်ကောင်းဖြစ်နိုင်တယ်အစပိုင်းမှာတော့အဲ့ဒီကောင်မလေးကသူမတွက်ချေကြိုက်သွားပြီလို့ထင်ခဲ့ပေမဲ့တွေးကြည့်လေလေပိုပြီးစော်ကားခံရတယ်လို့ခံစားရလေလေဖြစ်ခဲ့တယ်သူကစိတ်ဆက်ပွဲကိုလာဖျက်သိမ်းပြီးသူမကိုပါပတ်စံပြန်ပေးခိုင်းခဲ့တာဖြစ်တယ်သူမကလေးစားချေခြင်းတဲ့အချိန်မှာတော့သူကနိုင်ငံခြားကိုထွက်ပြေးသွားခဲ့ပြီဖြစ်တယ်ဂူအင်းကလည်းစူးယူခြင်းကိုတိတ်ပြီးမရင်ဆိုင်ခြင်းခဲ့ပါဘူးသူကဖိတ်ကြားချက်ကိုညှင်းဆန်တော့မဲ့အချိန်မှာပဲအတွေးတစ်ခုရုတ်တရက်ဝင်လာခဲ့တယ်စူးမိသားစုရဲ့သမီးကြီးမွေးနေ့ပွဲမှာမြို့ထဲကတထေးတွေအများကြီးရောက်လာလိမ့်မယ်ဆိုတာကိုသူသဘောပေါက်သွားတယ်စူးလောနဲ့သာမိတ်ဆွေဟောင်းတွေမဟုတ်ခဲ့ရင်ပျက်စီးနေတဲ့သူတို့မိသားစုကဖိတ်ကြားခံရမှာမဟုတ်ဘူးလို့ဂူကျန်းကပြောတယ်ဂူအင်းအတွက်တော့တထေးတွေပြည့်နေတဲ့အခန်းဆိုတာအခွင့်အရေးတွေပြည့်နေတဲ့အခန်းတစ်ခုပဲဖြစ်တယ်သူ့ရဲ့မစ်ရှင်အတွက်ကတော့ဂုံတိတ်ခါဆိုတာသူမတက်နိုင်တဲ့ဇိမ်ခံပစ္စည်းတစ်ခုဖြစ်နေခဲ့တယ်ဂူမိသားစုဝင်3ယောက်စူးအိမ်တော်ကိုရောက်လာတဲ့အချိန်မှာတော့ချက်ချင်းဆိုသလိုပဲလူအများရဲ့အာယုံစိုက်မှုကိုခံလိုက်ရတယ်ဆယ်စုနှစ်တစ်ခုကျော်ကြာပိုင်ဆိုင်မှုတွေကိုဖြုံးတီးပစ်ခဲ့တဲ့နိုင်ငံရဲ့အကြီးဆုံးလူမိုက်ကြီးပြန်ရောက်လာတာဖြစ်တယ်တုံးဟိုင်မျိုးရဲ့နာမည်ကြီးဂန္ဓဝင်လူမိုက်ကြီးနောက်ဆုံးတော့ပြန်ရောက်လာခဲ့ပါပြီဂူသခင်လေးနောက်ဆုံးတော့ပြန်ရောက်လာပြီလို့နှုတ်ဆက်တန်ထွက်ပေါ်လာတဲ့အစီပြန်ပြီးဝဝဖိုင်ဖိုင်လူတယောက်ကသူ့အသက်အန္တရာယ်ကြားရောက်နေတယ်လို့မျိုးအော်ဟစ်လိုက်တာဖြစ်တယ်အဲ့ဒီလူဟွေဆိုတဲ့လူကဂူအင်းရဲ့ခြေထောက်တွေကိုဖတ်လိုက်တယ်အရင်တုန်းကဂူအင်းပတ်စံပြက်နေချိန်မှာသူ့ဘေးနာရှိနေပေးခဲ့တဲ့တူးရီသောသူဖြစ်တယ်ဂူအင်းလိုစံပြအစိုးလေးမရှိတော့တဲ့အတွက်သူဒုက္ခရောက်နေပြီလို့လူဟွေကငိုယိုပြီးပြောတယ်သူ့အဖေကလည်းသူ့အပေါ်ပို့ပို့ပြီးစိတ်ပြက်လာခဲ့တယ်လို့ဆိုတယ်အရင်ကသူ့အဖေကသူ့ကိုတစ်ပတ်ကိုတစ်ချိန်ပဲရိုက်ပေမဲ့အခုတော့တစ်နေ့ကို3ချိန်ရိုက်နေပြီလို့ညှိတွားနေခဲ့တယ်သူ့ဘဝကအယမ်းခက်ခဲနေပုံရတယ်ဂူအင်းကလည်းသူ့ကိုထွက်သွားဖို့ပြောလိုက်ပြီးပတ်စံဖြုံးတဲ့နေ့ရက်တွေကုံဆုံးသွားပြီလို့ကြေညာလိုက်တယ်အခုကစပြီးဂူမိသားစုရဲ့ဂုံချက်တရေကိုပြန်လဲဆယ်တင်တော့မယ်လို့သူကဆိုတယ်လူဟွေရဲ့မျက်လုံးသေးသေးလေးတွေကမယုံနိုင်လောက်အောင်ပြူးကျဲသွားခဲ့တယ်လူအုပ်ထဲကနေချင်းကပ်လာတဲ့သူတယောက်ကိုတွေ့လိုက်ရလို့ဂူအင်းကဆက်ပြီးမရှင်းပြနေတော့ပါဘူးလာရောင်ရောင်ဝတ်စုံနဲ့မိန်းကလေးတယောက်ကသူ့စီကိုဒေါသတကြီးနဲ့ရှောက်လာနေတာဖြစ်တယ်သူကလှည့်လိုက်ပြီးကျင့်သားရနေတဲ့အပြုံးလေးတစ်ခုကိုပြုံးပြလိုက်တယ်မတွေ့ရတာကြာပြီလို့သူကနှုတ်ဆက်လိုက်တယ်သူမပို့ပြီးတောင်လှလာတယ်လို့လဲသူကဆက်ပြောခဲ့တယ်စူးရီချင်းကတော့အေးဆက်ဆက်နဲ့သဘောမကျသလိုနှာမှုတ်လိုက်တယ်သူကနိုင်ငံခြားမှာတစ်သက်လုံးပုံအောင်နေလိမ့်မယ်လို့ထင်ခဲ့ပြီးပြန်လာမယ်လို့မမျှော်လင့်ထားခဲ့ဘူးလို့သူမကဝန်ခံတယ်သူမကသူ့ကိုအမြဲတမ်းသတိရနေတဲ့အတွက်သူမနေနိုင်တော့ပဲအစောဆုံးလေရင်နဲ့ပြန်လာခဲ့တာဖြစ်ကြောင်းနောက်ပြောင်လိုက်တယ်သူကမစ်ရှင်အတွက်တကယ်ကိုအစွမ်းကုန်စူးစမ်းနေတာဖြစ်တယ်သူကအိတ်ကက်ထဲကနေရိုးရှင်းတဲ့ငွေရောင်ဆန်ထိုးလေးတစ်ခုကိုထုတ်လိုက်ပြီးစူးရီချင်းကိုမွေးနေ့ဆူတောင်းပေးလိုက်တယ်ဒီလက်ဆောင်ကသူ့ရဲ့ညီမဝမ်းကွဲလေးအတွက်ရည်ရွယ်ထားတာဖြစ်ပေမဲ့ဒါပဲသူ့စီမှာရှိနေလို့ပါအစပိုင်းမှာတော့စူးရီချင်းကသူ့ကိုမြင်မြင်ချင်းဒေါသထွက်နေပုံရတယ်ဒါပေမဲ့သူ့ရဲ့ရုပ်တရက်အပြုတ်မှုကြောင့်သူမလုံးဝပြာရာခတ်သွားခဲ့တယ်သူမကမျက်နှာနီးရဲရဲနဲ့ဆန်ထိုးကိုယူလိုက်ပြီးအိမ်ထဲကိုအမြန်ပြန်ဝင်သွားခဲ့တယ်ထွက်သွားတဲ့စူးရီချင်းရဲ့ကြောပြင်ကိုကြည့်ရင်ပြီးခဲ့တဲ့2နှစ်အတွင်းသူမဘလောက်တောင်ပိုလှလာလဲဆိုတာကိုသူမချီးကျူးပဲမနေနိုင်ခဲ့ပါဘူးသူတို့ရဲ့အရင်စိတ်ဆက်ထားခဲ့တာတွေကိုပြန်တွေးကြည့်ပြီးသူတကယ်ကိုဆုံးရှုံးသွားတယ်လို့ခံစားလာရတယ်
သူပိုတွေးလေဆုံးရှုံးရမှုကြီးမားလေလို့ခံစားရတယ်။ရုတ်တရက်သူ့စီကိုစိတ်ကူးတစ်ခုဝင်လာပြီးစူးရွေချင်းနောက်ကိုချက်ချင်းလိုက်သွားခဲ့တယ်။ဘာပဲဖြစ်ဖြစ်သူထိမ့်သိမ်းရမယ့်နာမည်ဂုဏ်သတင်းတစ်ခုရှိနေသေးတယ်လေ။ထိတ်တန်းနှာဘူးတယောက်အတွက်အထက်တန်းလွှာအမျိုးသမီးတယောက်ရဲ့အခန်းထဲဝင်တာကတာမန်ကိစ္စလို့သူကတွေးလိုက်ပါတယ်။ဒါကြောင့်သူကအဲ့ဒီအတိုင်းပဲလုပ်ခဲ့ပါတယ်။သူကစူးရွေချင်းရဲ့အခန်းထဲကိုယုံကြည်မှုအပြည့်နဲ့ဝင်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာတော့စူးရွေချင်းကသူ့ပေးထားတဲ့စံထိုးလေးကိုသဘောကျစွာကြည့်နေခဲ့ပါတယ်။သူမကနောက်ကျသွားတဲ့အထိတယောက်ဝင်လာတာကိုသတိမထားမိခဲ့ပါဘူး။တဘာဝကျစွာပဲအခန်းထဲမှာစူးရှတဲ့အော်တန်ကြီးချက်ချင်းထွက်ပေါ်လာခဲ့ပါတယ်။သူမကိုမအော်ဖို့တောင်းဆိုရင်သူမပါဇက်ကိုပိတ်ဖို့သူကမြန်လှမ်းကင်လိုက်ပါတယ်။သူကလူဆိုးမဟုတ်သလိုအောက်ထက်ကဧည့်သည်တွေကြားသွားမှာကိုလည်းမလိုလားခဲ့ပါဘူး။ဒေါသနဲ့ဇဝေဇဝါဖြစ်မှုတွေကြောင့်မျက်နှာရဲတက်နေတဲ့သူမကသူ့ကိုစိုက်ကြည့်နေခဲ့ပါတယ်။ရိုးရိုးသားသားပြောရရင်ဒီလိုမြင်ကွင်းမျိုးကသူမရဲ့တာမန်ဘဝအတွေ့အကြုံထက်အများကြီးကျော်လွန်နေခဲ့ပါတယ်။နောက်ဆုံးမှာတော့သူကလွတ်ပေးလိုက်ပြီးကိစ္စသေးသေးလေးတစ်ခုဆွေးနွေးဖို့အကြံပြုခဲ့ပါတယ်။သူတို့ရဲ့အတိတ်နဲ့ပတ်သက်တဲ့ကမ်းလှမ်းမှုတစ်ခုသူ့မှာရှိနေပါတယ်။လွန်ခဲ့တဲ့2နှစ်ကသူမကိုပေးခဲ့တဲ့စိတ်ဆက်ပွဲစာချုပ်ကတကယ်တော့မိတ္တူတာဖြစ်တယ်လို့သူကဖွင့်ပြောလိုက်ပါတယ်။မူရင်းစာချုပ်ကသူ့လက်ထဲမှာရှိနေသေးတယ်ဆိုတာထင်ရှားသွားပါတယ်။အကြောင်းတစ်ခုခုကြောင့်စူးရွေချင်းကသူမရဲ့နှလုံးခုန်နှုံအလွန်မြန်နေတာကိုခံစားလိုက်ရပါတယ်။မူးနေတော့သူမကိုရောင်းစားခဲ့တဲ့သူမအဖေကတကယ်ကိုမျှော်လင့်ချက်မဲ့တယ်လို့သူမကတွေးလိုက်ပါတယ်။ဂူအင်းလိုနာမည်ကြီးငွေဖြုံးတီးသူစီသူမကိုရောင်းစားခဲ့တာကိုတွေးမိတဲ့အခါမှာတော့ဒါပေမဲ့သူ့ကိုကြည့်လိုက်ချိန်မှာတော့သူမရဲ့စိတ်ထဲကိုထူးဆန်းတဲ့အတွေးတစ်ခုဝင်လာခဲ့ပါတယ်။သူကဘာလို့ရုတ်တရက်ပိုပြီးချောမောလာရတာလဲဆိုပြီးသူမကတွေးနေမိပါတယ်။ဒီအချိန်မှာပဲစာရွက်အတွက်အများကြီးတောင်းဆိုမှာမဟုတ်ဘူးလို့သူကသူမကိုပြောလိုက်ပါတယ်။နောက်ထပ်တန်း90နဲ့မူရင်းစာချုပ်ကိုယူခွင့်ပြုမယ်လို့သူကကမ်းလှမ်းခဲ့ပါတယ်။ငွေပေးပြီးတာနဲ့သူမကိုယ်တိုင်စုပ်ဖြဲနိုင်ဖို့ယူလာပေးမယ်လို့သူကဂတိပေးခဲ့ပါတယ်။သူမကသူ့ကိုလူယုံမာလို့ခေါ်ပြီးထွက်သွားဖို့အော်ဟစ်ကတုံ့ပြန်လိုက်ပါတယ်။သူမရဲ့အော်တန်ကအရန်ကျယ်လွန်းတာကြောင့်အင်ကြီးရဲ့တဝက်လောက်ကကြားသွားခဲ့ပါတယ်။ကောင်မလေးရဲ့ဒေါသတကြီးအော်တန်ကလေထဲမှာပြည့်နှံ့သွားပါတယ်။ခဏအကြာမှာတော့ဂူအင်းတယောက်ရှက်ကိုရှက်ကန်းပုံစံနဲ့သူမအခန်းထဲကနေထွက်လာတာကိုတွေ့ရပါတယ်။ခန်းမတွေကဧည့်သည်တိုင်းကသူ့ကိုအံ့ဩမှင်တက်စွာနဲ့စိုက်ကြည့်နေခဲ့ကြပါတယ်။တကယ်ကိုပဲငွေဖြုံးတီးသူတွေရဲ့ဘရင်ကလေးစားလောက်စရာတက်တီကိုပိုင်ဆိုင်ထားပါတယ်။သူတို့စီးပွားရေးအကြောင်းဆွေးနွေးနေတယ်ဆိုတာကိုယုံလားလို့စူးလောကိုသူကအနေခက်စွာနဲ့မေးလိုက်ပါတယ်။အံ့ဩစရာမရှိစွာနဲ့ပဲအဲ့ဒီလူကြီးကတခွန်းမှယုံတဲ့ပုံမပေါ်ပါဘူး။သဲအိတ်အရွယ်စားရှိတဲ့လက်သီးတစ်လုံးကသူ့စီတန်းမတ်ဝင်လာပြီးရလက်အနေနဲ့သူ့မျက်လုံးတစ်ဖက်ညိုမဲသွားခဲ့ပါတယ်။ညစာကိုသူအရသာမတွေ့တော့သလိုရွေချီကတော့တားဖြစ်သူရဲ့အခြေအနေအတွက်အလွန်တနာနေမိပါတယ်။သူမကသူ့ရဲ့ဒဏ်ရာကိုတန့်စင်ပြီးဆေးထည့်ပေးနေပေမဲ့တစ်ဖက်မှာတော့ဂူကျန်းကတော်တော်လေးဝမ်းသာနေပုံရပါတယ်။စူးမိသားစုရဲ့မင်းသမီးလေးကိုရန်စမဲ့အစားငွေဖြုံးတီးသူအဖြစ်ပဲနေခဲ့တဲ့တယ်လို့သူကစူပူလိုက်ပါတယ်။စူးလောကသူ့ကိုရိုက်လိုက်တာတိတ်ကောင်းသွားတယ်လို့လည်းဆိုပါတယ်။ဂူအင်းကစူးရွေချင်းကိုမကြေမနက်နဲ့ကြည့်လိုက်ချိန်မှာတော့သူမကသူ့ကိုပြောင်ဆက်မျက်နှာပေးလှုပ်ပြနေတာကိုတွေ့လိုက်ရပါတယ်။ဒါကသူ့ရဲ့ဝမ်းနည်းမှုနဲ့ဒေါသကိုပိုတိုးလာစေပါတယ်။ညစာစားပွဲကပြီးကန်နေပြီဆိုတာကိုမြင်တော့သူကစတင်လှုပ်ရှားဖို့ဆုံးဖြတ်လိုက်ပါတယ်။စူးလောနေရာကနေထသွားတဲ့အချိန်ကိုအခွင့်ကောင်းယူပြီးစူးရွေချင်းနဲ့စကားပြောဖို့သူမအနားကိုတိတ်တဆိတ်သွားလိုက်ပါတယ်။သူမတို့မိသားစုစီကနေငှားလို့ရမယ့်မိုက်ခရိုဖုန်းရှိလားလို့သူကမေးလိုက်ပါတယ်။သူမအနေနဲ့သူနဲ့လုံးဝစကားမပြောသင့်ဘူးလို့စူးရွေချင်းကခံစားလိုက်ရပါတယ်။ဒါပေမဲ့သူမကမိုက်ခရိုဖုန်းကိုဘာအတွက်လိုချင်တာလဲလို့တဘာဝကြပဲပြန်မေးလိုက်မိပါတယ်။သူကသူမကိုလေးနက်တဲ့အကြည့်တွေနဲ့ပြန်ကြည့်လိုက်ပါတယ်။သူ့ရဲ့မျက်လုံးတွေကနှက်ဆိုင်နေပြီးလူသိရှင်ကြားကြေညာစရာအရေးကြီးကိစ္စတစ်ခုရှိတယ်လို့လေးနက်တဲ့မျက်နှာထားနဲ့သူမကိုပြောလိုက်ပါတယ်။တကဘာလုံးကိုသိစေခြင်းနဲ့လို့လည်းသူကဆိုပါတယ်။သူကတကယ်ပဲလူသိရှင်ကြားချစ်ခွင့်ပန်တော့မလားတွေးရင်စူးရွေချင်းကပူထူနေတဲ့သူမရဲ့ပါပြင်ကိုအုပ်ကင်လိုက်ပါတယ်။ဒါအတွက်သူမအစင်သင့်မဖြစ်သေးဘူးလို့ကိုပြန်ပြောနေမိပါတယ်။ဒါကြောင့်လဲသူပြန်ရောက်ချင်းစိတ်ဆက်ပွဲစာချုပ်အကြောင်းပြောခဲ့တာမဆန်းပါဘူး။သူကနာမည်ကြီးငွေဖြုံးတီးသူဆိုတာကိုသူမကပြန်သတိရလိုက်ပါတယ်။ဒါပေမဲ့နောက်တစ်ချက်ကတော့သူ့မျက်လုံးညိုမဲနေရင်တောင်တော်တော်လေးချောမောနေသေးပါပဲ။ရိုးရိုးသားသားပြောရရင်မျက်စိတမိတ်အတွင်းမှာပဲကောင်မလေးရဲ့စိတ်ထဲမှာအတွေးပေါင်းများစွာဖြတ်ပြေးသွားပြီးသူမကိုအံ့ဩမှင်သက်ကစကားမပြောနိုင်ဖြစ်သွားစေခဲ့ပါတယ်။သူကအစဉ်ပြေရဲ့လားလို့ထပ်မေးလိုက်တော့စူးရွေချင်းလဲသူမဘာသာခေါင်းညိတ်ပြမိသွားပါတယ်။အဲ့ဒီနောက်မိုက်ခရိုဖုန်းကိုဘယ်မှာထားလဲလို့သူကဆက်မေးတဲ့အခါသူမကစင်မြင့်စီကိုလက်ညှိုးထိုးပြလိုက်ပြီးတိတ်မဝေးတဲ့နေရာမှာခေါင်းငုံထားရင်းသူ့ကိုနောက်တစ်ခါပြန်ကြည့်ဖို့တောင်မဝင့်မရဲဖြစ်နေခဲ့ပါတယ်။နောက်ဘာဆက်ဖြစ်မလဲဆိုတာကိုသူမတကယ်ပဲကြိုတင်ပြင်ဆင်ထားခြင်းမရှိတာကြောင့်ခဏလောက်သွားပုံနေတင်သလားလို့စဉ်းစားလာမိပါတယ်။ဂူအင်းကတော့ကောင်မလေးရဲ့ပြောင်းလဲသွားတဲ့မျက်နှာအမူအရာကိုသတိမထားမိခဲ့ပါဘူး။မိုက်ခရိုဖုန်းကိုယူပြီးတဲ့နောက်မှာတော့သူကလဲချောင်းရှင်းပြီးစတင်ပြောဆိုလာပါတယ်။သူ့ရဲ့အတန်ထွက်ပေါ်လာချိန်မှာပဲဦးလေးတွေအတော်တွေနဲ့အကိုအမတွေအားလုံးကိုနှုတ်ခွန်းဆက်သားလိုက်ပါတယ်။အဲ့ဒီအချိန်တစ်ခန်းလုံးတိတ်ဆိတ်သွားတာကိုမြင်တွေ့လိုက်ရပါတယ်။နောက်တစ်ချိန်သူဟာလူအားလုံးရဲ့အာယုံဆိုင်ရာဗဟိုချက်ဖြစ်လာခဲ့ပြန်ပါတယ်။တစ်ချိန်တည်းမှာပဲစူးလောကဂူချမ်းရဲ့ဘေးကိုသွားပြီးထိုင်လိုက်ပါတယ်။စူးလောကဂူချမ်းနဲ့သူ့ဇနီးကိုရှုပ်ထွေးနေတဲ့မျက်နှာနဲ့ကြည့်လိုက်ပြီး
ဂူကျန်းနဲ့ယူချီတို့ကလည်းအတူတူနားမလည်နိုင်စွာနဲ့အချင်းချင်းပြန်ကြည့်နေခဲ့ကြပါတယ်။သူကလေးဘဝကလေးကသူဘာလုပ်မလဲဆိုတာကိုသူတို့တခါမှအမှန်မခံမှန်းနိုင်ခဲ့ကြဘူးလို့ထင်ရပါတယ်။စူးလောကသူ့သမီးကိုလှမ်းကြည့်လိုက်တော့စူးရီချင်းရဲ့မျက်နှာနီးရဲနေတာကိုသတိထားမိလိုက်ပါတယ်။သူမကလက်သီးကိုတင်းတင်းဆုပ်ထားပြီးအလွန်အမင်းစိတ်လှုပ်ရှားနေပုံရပါတယ်။ဒီကောင်စုပ်လေးသာသူ့သမီးအပေါ်မိုက်မဲတဲ့အကြံစီတွေထားရမယ်ဆိုရင်ကောင်လေးရဲ့ကြံနေတဲ့မျက်လုံးတစ်ဖက်ကိုပါရောင်ကိုင်းသွားအောင်ကိုယ်တိုင်လှုပ်ပစ်မယ်လို့စူးလောကတွေးလိုက်ပါတယ်။လူတိုင်းကသူ့ကိုပတ်စံဖြုံးတီးသူတယောက်အနေနဲ့ပဲမြင်ကြပေမဲ့ဒါရီဟာလောကရဲ့ကြိုတင်ပတ်လိုက်မှုတွေသာဖြစ်တယ်လို့ဂူအင်းကစတင်ပြောဆိုခဲ့ပါတယ်။သူကပတ်စံတွေကိုဖြုံးတီးနိုင်ုံသာမကပဲပြန်လဲရှာဖွေနိုင်စွမ်းလည်းရှိတယ်လို့ဆိုပါတယ်။စင်အောက်မှာတော့ဂူအင်းကတကယ်ပဲပြောင်းလဲသွားတော့မှလားလို့တွေးရင်လူဟွေကစိတ်ညစ်ညစ်နဲ့ခေါင်းကုပ်နေခဲ့ပါတယ်။အဲ့ဒီလိုသာဆိုရင်လူဟွေကမြို့ရဲ့နံပါတ်1ပတ်စံဖြုံးတီးသူဖြစ်မသွားဘူးလား။သူပြန်ရောက်လာတဲ့အချိန်ကစပြီးအများကြီးပြောင်းလဲသွားပုံပေါ်ပါတယ်။ဒါကသူမှတွေးထားတဲ့ဖွင့်ဟဝန်ခံမှုမျိုးမဟုတ်ဘူးဆိုတာကိုနားလည်သွားပြီးစူးယူချင်းကလည်းသူ့ကိုရှုပ်ထွေးစွာနဲ့ကြည့်နေခဲ့ပါတယ်။ဘာလို့ဒီလိုရုတ်တရက်ထူးဆန်းတဲ့စိတ်ပြတ်မှုကိုခံစားလိုက်ရတာလဲဆိုပြီးသူမကတွေးတောနေမိပါတယ်။ဒီတစ်ချိန်မှာတော့လူတိုင်းရဲ့အမြင်ကိုပြောင်းလဲပစ်ပြီးသူဟာတကယ်တော့ပြိုင်ဘက်ကင်းပါရမီရှင်တယောက်ဖြစ်ကြောင်းကဘာကိုပြသသွားမယ်လို့ဂူအင်းကကြေညာလိုက်ပါတယ်။သူဟာအတုံးမကျတဲ့သူလို့ခေါ်ဆိုခံရသူမဟုတ်တော့ပါဘူး။ဒီတစ်ခါတော့သူတို့အားလုံးမှားယွင်းနေကြောင်းကိုအန်ဩစရာအကောင်းဆုံးနီးလန်းနဲ့တက်သေးပြဖို့ရည်ရွယ်ထားတာကြောင့်လူအုပ်ကြီးကိုလုံးဝစကားမပြောနိုင်အောင်ဖြစ်သွားစေပါတယ်။သခင်လေးကူက Star City နီးပညာကိုဘလို့ကယ်တင်ဖို့ရည်ရွယ်ထားတယ်လဲဆိုတာဧည့်သည်တွေကသိကျင်နေခဲ့ကြပါတယ်။သူ့ရဲ့အဖြေကတော့ရှင်းပါတယ်။အကျွေးတွေကိုဆက်ဖို့ပါပဲ။အဲ့ဒီနောက်ကြီးမားတဲ့ဒနာဥစ္စာတွေရရှိစေမဲ့ project တစ်ခုကိုစတင်ဖို့သူကစီစဉ်ထားခဲ့ပါတယ်။တဘာဝကျစွာပဲခန်းမတစ်ခုလုံးမှာရီမောတန်တွေပဲ့တင်ထပ်သွားပါတယ်။ theory အရတော့ရှင်းလင်းပုံရပေမဲ့သူ့မှာတကယ်ပဲပတ်စံရှိသလားဒါမှမဟုတ်ပြောစရာလက်တွေ့ကျတဲ့ project တစ်ခုခုရှိသလားဆိုတာကိုသူတို့ကမေးခွန်းထုတ်ခဲ့ကြပါတယ်။ရင်မောတန်တွေကအခန်းထဲမှာဆက်လက်ပြန့်နှံ့နေချိန်မှာပဲတန်တရားရှိသူတွေကထင်ရှားနေတဲ့အချက်ကိုထောက်ပြခဲ့ကြပါတယ်။သူ့မှာအရင်းနှီးရောအစီအစဉ်မှာနှစ်ခုလုံးမရှိခဲ့ပါဘူး။ဂူအင်းကတော့သူတို့ရဲ့လှောင်ပြောင်မှုတွေကိုလုံးဝဂရုစိုက်ပုံမပေါ်ပါဘူး။သူတို့ကသူ့မိသားစုကိုပတ်စံအလွယ်တကူချေးမှာမဟုတ်ဘူးဆိုတာကောင်းကောင်းသိထားတာကြောင့်ဒါတွေနဲ့ရင်ပါနေပြီလို့သူကကိုပြောလိုက်ပါတယ်။အဲ့ဒီအစားတရားမျှတတဲ့အယောင်းဝယ်တစ်ခုကိုသူကအဆိုပြုခဲ့ပါတယ်။သူ့မိသားစုရဲ့ပိုင်ဆိုင်မှုတွေကိုစည်ရင်းစစ်ဆေးလို့ပြီးသွားတဲ့အခါအခြားအိမ်ချမ်းမြေတွေနဲ့အတူလွတ်လပ်နေတဲ့မြေကွက်အချို့ကိုတွေ့ရှိခဲ့ကြောင်းရှင်းပြခဲ့ပါတယ်။အခုတော့ဈေးကွက်ပေါက်ဈေးရဲ့80%သာပေးချေလို့သူတိုင်းကိုအဲ့ဓာတွေကိုသူကကန့်လှမ်းလိုက်ပါတယ်။ငွေသားနဲ့ပေးချေမယ်ဆိုရင်အဲ့ဒီအချိန်အဲ့ဒီနေရာမှာပဲအယောင်းဝယ်ကိုအပြီးတက်နိုင်ကြောင်းဆက်ပြောပါတယ်။သူ့ရဲ့အတန်တဖြည်းဖြည်းတိတ်ဆိတ်သွားတာနဲ့အမျှအခန်းထဲမှာကြီးမားတဲ့တိတ်ဆိတ်မှုကြီးတစ်ခုကြားရောက်လာခဲ့ပါတယ်။နောက်ဆုံးမှာတော့လူတစ်ယောက်ကမအောင်နိုင်တော့ပဲအတန်ထွက်ရီမောလိုက်တဲ့အထိပရိသတ်တခဲနဲ့ကသူ့ကိုအံ့ဩတိတ်ဆိတ်စွာနဲ့စိုက်ကြည့်နေတာကိုမြင်တွေ့လိုက်ရပါတယ်။ရုတ်တရက်ခန်းမတစ်ခုလုံးဟာရီမောတန်တွေလွှမ်းခြုံသွားခဲ့ပြီးလူဟွေတယောက်တည်းသာဂူအင်းကိုမျက်ရည်ဝဲတဲ့မျက်လုံးတွေနဲ့ကြည့်နေခဲ့ပါတယ်။ဂူအင်းဟာတကယ်ကိုအားကိုးရတဲ့အကိုတယောက်ဖြစ်တယ်လို့လူဟွေကသူ့စိတ်ထဲမှာတွေးလိုက်ပြီးလူအုပ်ကြီးကတော့ဂူကျန်းနဲ့သူ့ဇနီးကိုလှည့်ကြည့်ကသူတို့ဟာတကယ်ကိုကြီးကျယ်ခမ်းနားတဲ့ဇနီးမောင်နှံဖြစ်တယ်လို့ခေါ်ဆိုခဲ့ကြပါတယ်။ဇနီးမောင်နှံကတော့လုံးဝရှက်ရွံ့နေပုံပေါ်ပြီးဝင်ပုံးဖို့အပေါက်တစ်ပေါက်လောက်ရှာတွေ့ကျင်နေခဲ့ကြပါတယ်။ရိုးရိုးသားသားပြောရရင်အခြေအနေကသာခွင့်ပြုမယ်ဆိုရင်သူတို့ကသူတို့ရဲ့သားကိုအဲ့ဒီအချိန်အဲ့ဒီနေရာမှာပဲစွန့်ပစ်လိုက်ကြပါလိမ့်မယ်။သူကတာဝန်ရှိသူဖြစ်တာကြောင့်သူ့မိဘတွေကိုမကြည့်ကြဖို့လူတိုင်းကိုဂူအင်းကဆက်ပြီးပြောခဲ့ပါတယ်။ဒီကမ်းလှမ်းမှုကဘသူ့ကိုမှစောင့်မှာမဟုတ်တဲ့တကြိမ်သာရမယ့်အခွင့်အရေးဖြစ်လို့အယောင်းဝယ်လှုပ်ချင်သူတွေမြန်မြန်လှုပ်ကြဖို့သူကတိုက်တွန်းခဲ့ပါတယ်။မြေယာဆိုတာအမြဲတမ်းတန်ဖိုးရှိပြီးအိမ်ယာဆိုတာအမြဲတမ်းလိုအပ်ချက်တစ်ခုဖြစ်တယ်လို့သူကသတိပေးပြောကြားခဲ့ပါတယ်။သူတို့ရဲ့မျက်လုံးတွေကလောဘနဲ့လိုချင်တက်မှတ်မှုတွေရောရှက်နေတဲ့အကြည့်တွေကိုမြင်လိုက်ရတဲ့အချိန်မှာတော့ဂူအင်းရဲ့စိတ်တွေတည်ငြိမ်သွားခဲ့တယ်။သူတို့ရဲ့ပိုင်ဆိုင်မှုတွေကိုဖျက်သိမ်းမဲ့အစီအစဉ်ကအလုပ်ဖြစ်နေခဲ့တယ်။ Star City နီးပညာကိုကယ်တင်နိုင်ခဲ့တယ်။15မိနစ်တောင်မကြာတဲ့အချိန်အတွင်းမှာပဲဂူမီသားစုရဲ့နောက်ဆုံးကြံနေတဲ့ပိုင်ဆိုင်မှုတွေကိုသူရောင်းချနိုင်ခဲ့တယ်။ယွမ်3ဘီလီယံလောက်အထိသူရှာဖွေနိုင်ခဲ့ပြီးအဲ့ဒီပမာဏကလုံလောက်မယ်လို့သူထင်နေခဲ့တယ်။ကုမ္ပဏီအကောင့်ထဲကငွေစည်းရင်းကိုကြည့်ပြီးဂူကျန်းငိုကျင်သွားပေမဲ့သူ့သားကစေတနာနဲ့လှုပ်တာလို့သူ့ကိုယ်သူဖြေတွေးလိုက်တယ်။သူ့ရဲ့အယိုးဆွေးကြီးနဲ့ပဲပို့ပြီးစူးစမ်းလုပ်ကန်ရတော့မယ်လို့သူဆုံးဖြတ်လိုက်တယ်။လူတစ်ယောက်ကရှမ်ပိန်နဲ့အတူချင်းကပ်လာပြီးသခင်လေးကူဟာတုံးဟိုင်မျိုးရဲ့စစ်မှန်တဲ့အလှရှင်တစ်ယောက်ဖြစ်တယ်လို့ဆိုကဂုံပြူစကားပြောခဲ့တယ်။ဂူအင်းကဝမ်းသာအားရနဲ့တစ်ခွက်တောက်လိုက်ပြီးဦးလေးပိုင်ကချက်ကားပြောနေတာလို့ဆိုလိုက်တယ်။ဒါကစီးပွားရေးတသက်တာဖြစ်ပြီးအလှလုံနေတာမဟုတ်ဘူးလို့သူကဆက်ပြောခဲ့တယ်။ဘိုင်းကရည်ကျင်စိတ်ကိုမနှဲအောင်ထားရပြီးခေါင်းညိတ်ကဂူအင်းကိုမိသားစုနဲ့နိုင်ငံအတွက်အနစ်နာခံတဲ့လူကြီးလူကောင်းတစ်ယောက်လို့ခေါ်ခဲ့တယ်။ဂူအင်းကမဲပြုံးလေးတစ်ချက်ပြုံးလိုက်တယ်။သူ့ဘဝမှာပထမဆုံးအကြိမ်လူကြီးလူကောင်းလို့အခေါ်ခံရတာဖြစ်ပြီးအဲ့ဒီခံစားချက်ကိုသူတော်တော်လေးသဘောကျနေခဲ့တယ်။သူတို့တွေအတူတူစီးပွားရေးလုပ်ခဲ့ကြတာမို့ Star City နီးပညာရဲ့ stock share တွေကိုဝယ်ချင်တဲ့သူတိုင်းကိုမိတ်ဆွေတယောက်လို့သူကသတိပေးလိုက်တယ်။သူတို့ကိုမြန်မြန်လှုပ်ဖို့နဲ့မဟုတ်ရင်နောက်တစ်ကြိမ်အခွင့်အရေးရတော့မှာမဟုတ်ဘူးလို့သူကပြောပြခဲ့တယ်။ဧည့်သည်တော်တော်များများကဘိုက်နှိပ်ပြီးရီမောခဲ့ကြကစူးလောကိုနှုတ်ဆက်ပြီးပြန်သွားခဲ့ကြတယ်
ဒီလူမရဲ့လောက်ရက်တွေကြောင့်သူတို့တွေရီရလွန်းလို့တေသွားနိုင်တာမို့ဆက်မနေနိုင်တော့ဘူးလို့ခံစားခဲ့ရတယ်လူတွေရှင်းသွားပြီးမိသားစုပြန်ဖို့ပြင်ဆင်နေချိန်မှာတော့စူးရီချင်းကဂူအင်းကိုတီးတန့်အခန်းထဲဆွဲခေါ်သွားပြီးသူမအကုန်သိထားတယ်လို့ပြောလိုက်တယ်သူတို့နှစ်ယောက်တည်းရှိနေခဲ့တာဒါကပထမဆုံးချိန်တော့မဟုတ်ပါဘူးသူမိသားစုကတကယ်ပဲပတ်စံအဲ့ဒီလောက်လိုချင်နေတာလားလို့စူးရီချင်းကမေးတဲ့အခါမှာတော့သူကဟုတ်မှန်ကြောင်းဝန်ခံလိုက်တယ်စတားစီးတီးနီးပညာကအက်ချီဂျိုးတစ်ချောင်းလိုတွဲလောင်းဖြစ်နေပြီမို့သူဒါကိုလောက်ရတာဖြစ်တယ်လို့ရှင်းပြခဲ့တယ်ဒါပေမဲ့ကုမ္ပဏီရဲ့ပြဿနာတွေကပတ်စံထက်ပိုကြီးမားတယ်ဆိုတာကိုသူမအဖေစီကနေကြားထားခဲ့တယ်ဒါကတကယ်ပဲအထောက်အကူဖြစ်မှာလားလို့သူမကမေးခဲ့ပြီးကုမ္ပဏီကိုကယ်တင်မဲ့သူ့ကိုယုံကြည်ဖို့သူကပြောလိုက်တယ်ကုမ္ပဏီကလူသားအားလုံးအတွက်လမ်းပြကျယ်ဖြစ်လာလိမ့်မယ်လို့သူကကြေညာလိုက်တဲ့အတွက်စူးရီချင်းစီကချစ်စရာကောင်းတဲ့မျက်စောင်းတစ်ချက်ကိုရရှိခဲ့တယ်အချိန်တော်ကြာတုံဆိုင်နေပြီးတဲ့နောက်မှာတော့သူမကညအိတ်ခုတင်ပေးကစပွဲတဲကိုနှိုက်ပြီးအနက်ရောင်ကတ်တစ်ခုကိုထုတ်ယူလိုက်တယ်လွန်ခဲ့တဲ့2နှစ်အတွင်းသူမစုဆောင်းထားခဲ့တဲ့မုတ်ဘိုးတွေဖြစ်တယ်လို့ရှင်းပြခဲ့တယ်အဲ့ဒီထဲမှာယွမ်တန်း60နီးပါးရှိမယ်လို့သူမကခံမှန်းခဲ့ပြီးသူ့ကိုစကားဝက်ပေးလိုက်တယ်ရှက်ရွံ့မှုနဲ့ကျေးဇူးတင်မှုတွေရောရှက်နေတဲ့ခံစားချက်နဲ့အတူကတ်ကိုလက်ခံလိုက်ချိန်မှာတော့ဂူအင်းရဲ့မျက်လုံးတွေအယောင်လက်သွားခဲ့တယ်2နှစ်အတွင်းတန်း60ဆိုတဲ့သူမရဲ့ချမ်းသာကြွယ်ဝမှုကြောင့်သူအံ့ဩသွားခဲ့ပြီးသူ့ရဲ့အတိတ်ကအောင်မြင်မှုတွေနဲ့တောင်ရှင်နိုင်လူနီးပါးဖြစ်နေတယ်သူမဒါကိုနောင်တရမှာမဟုတ်ဘူးလို့သူကဂရုပေးခဲ့တယ်သူမရဲ့ဒေါသကိုရှောင်လွှဲဖို့အတွက်အလင်းစလိုမထွက်ခွာခင်မှာမူလလက်ထက်စာချုပ်ကိုပြန်ပေးမယ်လို့သူကဂတိပေးလိုက်တယ်ကံကောင်းစွာနဲ့ပဲသူကအထိခိုက်မရှိလွတ်မြောက်သွားဖို့မြန်ဆန်လွန်းနေခဲ့တယ်သူမရဲ့လက်ကနေသူ့ရဲ့နောက်ထပ်မျက်လုံးတစ်လုံးကိုသူကယ်တင်နိုင်ခဲ့တယ်ချက်ချင်းငွေသားရှာဖွေတာအပြင်ဒီလောက်ကြီးမားတဲ့ပိုင်ဆိုင်မှုဖျက်သိမ်းခြင်းကသူ့ကိုဂုဏ်သတင်းအမှတ်100လဲရရှိစေခဲ့တယ်သူကစီးပွားရေးမှာတန်းရာချီရှုံးသွားတာကိုထည့်တွက်ရင်း system ကဒါတွေကိုဘယ်လိုတွက်ချက်လဲဆိုတာကိုသူသိမသေးကြပါဘူးဒီလောက်ကြီးမားတဲ့အယောင်းဝယ်ကအထက်တန်းကျောင်းဓာတ်ခွဲခန်းတွေကစွမ်းရည်ပြသမှုတစ်ခုလောက်တောင်ဂုဏ်သတင်းမရခဲ့တာကထူးဆန်းနေခဲ့တယ်နောက်တော့ကားပေါ်မှာသူကအရေးကြီးတဲ့မေးခွန်းကိုနောက်ဆုံးတော့မေးလိုက်တယ်ပတ်စံလုံလောက်ရဲ့လားလို့သူကသူ့အဖေကိုမေးလိုက်တယ် Star City နီးပညာရဲ့ပြဿနာတွေကတကယ်တော့ပတ်စံအကြောင်းမဟုတ်ဘူးလို့ရှင်းပြရင်းဂူကျန်းကတက်ပြင်းချလိုက်တယ်ကုမ္ပဏီက6လကျော်ကြာရပ်တန့်နေခဲ့ပြီးအမှားစာတွေဒါမှမဟုတ် project တွေမရှိတာကတကယ်ပြဿနာဖြစ်နေခဲ့တယ်ဒီလိုဖွင့်ဟပြောဆိုမှုကိုဂူအင်းကပြုံးပြလိုက်တယ်သူကရင်ဘတ်ကိုယုံကြည်မှုရှိရှိပုတ်လိုက်ပြီးအမှားစာအသစ်တွေရှာဖွေတာကိုသူတာဝန်ယူချိန်မှာကုမ္ပဏီကိုပြန်လဲပတ်နိုင်ဖို့အာယုံစိုက်ထားဖို့သူ့အဖေကိုပြောလိုက်တယ်ဂူကျန်းဘာပြောရမှန်းမသိဖြစ်သွားခဲ့တယ်တချို့နေရာတွေမှာရင့်ကျက်လာပေမဲ့တခြားနေရာတွေမှာတော့ရှင်းရှင်းလင်းလင်းမရင့်ကျက်သေးတဲ့ကလေးတစ်ယောက်ဟာမိဘတစ်ယောက်အတွက်အကြီးမားဆုံးစိုးရိမ်စရာအကြောင်းရင်းဖြစ်နေတတ်တယ်နောက်တစ်နေ့မနက်မှာဂူအင်းစောစောထလာတာကိုကျွန်တော်တို့တွေ့ရတယ်အောက်ထပ်ကိုဆင်းလာချိန်မှာတော့ဂူကျန်းကအဝတ်အစားတွေဝတ်ဆင်ပြီးတနေ့တာအတွက်ပြင်ဆင်နေတာကိုသူတွေ့လိုက်ရတယ်သူ့အဖေရုံးသွားဖို့ပြင်ဆင်နေချိန်မှာအချိန်ကအရေးကြီးတယ်ဆိုတာကိုသူသတိပြုမိလိုက်တယ်အခြေအနေတွေကဒီအထိရောက်နေပြီမို့ဂူကျန်းကနောက်ဆုံးအနေနဲ့အစွမ်းကုန်စူးစမ်းကြည့်ဖို့ဆုံးဖြတ်လိုက်တယ်အရန်ကိုစိတ်လှုပ်ရှားသွားပြီးဂူအင်းကသူ့ကိုစိတ်မပူဖို့ပြောကအဲ့ဒီနေ့မှာပဲကြီးမားတဲ့စာချုပ်တစ်ခုရအောင်ယူပေးမယ်လို့ကတိပေးလိုက်တယ်သူတို့ရဲ့အစီအစဉ်တွေကိုလှုပ်ဆောင်ကြဖို့သူကအကြံပြုခဲ့တယ်အဲ့ဒီနောက်ဂူကျန်းဟာခြေလမ်းတွေရက်တန့်သွားပြီးသူ့သားအိမ်မက်မက်နေတုံးပဲလားလို့မေးလိုက်တယ်အနားယူဖို့လိုအပ်တဲ့အရွယ်ဖြစ်လို့ပြန်အိပ်ဖို့ကောင်းလေးကိုသူကပြောတယ်ဒါပေမဲ့ဂူအင်းဟာစိတ်ပိုင်းဆိုင်ရာလေ့ကျင့်မှုအကျင့်သစ်တစ်ခုကိုစတင်နေခဲ့ပြီဖြစ်တယ်သူ့ရဲ့ကိုယ်ပိုင်အောင်မြင်မှုကိုယုံကြည်လာအောင်စိတ်ကိုလေ့ကျင့်ပေးနေခဲ့တာပါသူလုံနိုင်ရမယ်လို့သူ့ကိုယ်သူဇက်တိုက်ပြောနေခဲ့ပန်းနိုင်ကိုပဲအပြည့်အဝအာယုံစိုက်ထားခဲ့တယ်သူ့ရဲ့အောင်မြင်မှုကိုပုံဖော်ရင်းအဲ့ဒီအတွေ့ကိုအဖန်ဖန်ထပ်တွေးနေခဲ့တယ်ဒါဟာသူ့အတွေ့တိုင်းမှာကြီးစိုးနေတဲ့တခုတည်းသောအာယုံစိုက်မှုနဲ့ဆုံးဖြတ်ချက်ပဲဖြစ်တယ်ပြင်းပြတဲ့စိတ်ဆန္ဒနဲ့မဖြစ်နိုင်တာကိုဖြစ်လာအောင်လုပ်နိုင်တယ်လို့ယုံကြည်ပြီးအဲ့ဒီစိတ်ထားမှာပဲနစ်မြုပ်နေခဲ့တယ်အဲ့ဒါကသဘာဝအကျင့်တစ်ခုဖြစ်လာတဲ့အထိစိတ်ကိုအာယုံစိုက်ပြီးအဲ့ဒီအတွေးကိုပဲအဖန်ဖန်ထပ်တွေးနေခဲ့တယ်လောကကြီးရဲ့အထင်အမြင်သေးမှုတွေကိုသူကျင့်သားရနေခဲ့ပေမဲ့သူ့ကိုစောင့်နေဖို့ဖခင်ဖြစ်သူကိုပြောလိုက်တယ်ညနေကျရင်လောင်ဝေးဂရုကစာချုပ်နဲ့အတူပြန်လာမယ်လို့ဆိုတယ်ကမ္ဘာထိပ်တန်းလုပ်ငန်းကြီးဖြစ်တဲ့လောင်ဝေးနာမည်ကိုကြားတော့ဂူကျန်းခမရဲ့ပဲရည်နိုင်ခဲ့တယ်ရိုးရိုးသားသားပြောရရင်သူ့သားရဲ့ရဲတင်းမှုဟာယုတ်တိမရှိသလောက်ကိုဖြစ်နေတာပါရုံးကိုရောက်တဲ့အခါမှာတော့ဒီနေ့တုံးဟိုင်မြို့မှာလောင်ဝေးကတင်တာခေါ်ယူပွဲလုပ်နေတာကိုဂူကျန်းသတိရသွားတယ်မိုဘိုင်းဖုန်းမော်ဒယ်2ခုအတွက်တက်ဆင်ရေးစက်ရုံတွေကိုရှာဖွေနေပုံရတယ်ဒါပေမဲ့လက်ရှိ Star City နီးပညာဟာအဲ့ဒီလိုအခွင့်အရေးကြီးအတွက်အရေးချင်းမမီတာတေချာနေတယ်သူကခေါင်းခါလိုက်ပြီးအဲ့ဒီအတွေ့ကိုဖယ်ထုတ်လိုက်တယ်သားဖြစ်သူရဲ့စကားတွေကိုဆက်မတွေးတော့ပဲအလုတ်ထဲမှာပဲအမြန်နစ်မြုပ်လိုက်တယ်ဒါပေမဲ့သူ့အထဲမှာတခုခုပြောင်းလဲသွားတာကိုကျွန်တော်တို့တွေ့ရတယ်သူ့သားရဲ့အသေးအတန်စွန့်စားမှုကသူ့ရဲ့ငယ်ဘဝကစီးပွားရေးလုပ်ငန်းရှင်စိတ်အားထက်သန်မှုကိုတနည်းနည်းနဲ့ပြန်လည်နှိုးကြားလာစေခဲ့တယ်အဲ့ဒီအချိန်ဂူအင်းကတော့မနက်စာစားပြီးတဲ့နောက်တုံးဟိုင်မျိုးကလောင်ဝေးပလာဇာကိုရိုးရိုးစပိန်လေးနဲ့ထွက်လာခဲ့တယ်မိသားစုပိုင်းဇိမ်ခံကားအားလုံးကိုမင်းညကလေးကရောင်းပစ်လိုက်ရလို့ဒါဟာမဖြစ်မနေရွေးချယ်စရာဖြစ်နေခဲ့တယ်တင်တာခေါ်ယူပွဲအပြင် Huawei Group ကလည်းဒီနေ့သတင်းစာရှင်းလင်းပွဲလုပ်နေပါတယ်ဒါကြောင့်ပလာဇာထဲမှာလုပ်ငန်းတွင်းကလူတွေနဲ့သတင်းတောက်တွေပြည့်နှက်နေခဲ့တယ်သူရှိကလူပင်လယ်ကြီးကိုကြည့်ရင်ဂူအင်းဟာကဘာကြီးရဲ့ထိတ်ဆုံးမှာရက်နေတယ်လို့
စိတ်ကူးရင်ပြီးစိတ်လှုပ်ရှားမှုတွေတက်ကြွလာခဲ့တယ်။ဒါပေမဲ့သူအရန်စိတ်အားထက်သန်နေချိန်မှာပဲရင်းနှီးနေတဲ့ပြိုင်ကားတစ်စီးသူ့ဘေးကိုရောက်လာတယ်။ကားမောင်းလာသူကလူဝေဖြစ်ပြီးဂူအင်းဒီမှာဘာလုပ်နေလဲလို့မေးလိုက်တယ်။တိုက်ဆိုင်စွာပဲလူဝေမောင်းလာတဲ့ကားဟာအဲ့ဒီမနက်ကမှဂူအင်းရဲ့ကားကိုယ်တော်ထဲကနေယူလာခဲ့တာဖြစ်တယ်။အနည်းဆုံးတော့လူဝေကဈေးကွက်ပေါက်ဈေးထက်ပိုပေးခဲ့လို့သူ့ကိုစေတနာရှင်တယောက်လိုဖြစ်စေခဲ့တယ်။ဂူအင်းကသူဒီမှာအလုပ်ရှိလို့လာတာဖြစ်ကြောင်းရှင်းပြပြီးလူဝေဘာလို့လာတာလဲလို့ပြန်မေးလိုက်တယ်။သူ့မိသားစုကတင်တာမှာပါဝင်မှာဖြစ်ပြီးအတွေ့အကြုံရအောင်သူ့အဖေကလာခိုင်းတာဖြစ်ကြောင်းလူဝေကရှင်းပြတယ်။ဒါကိုကြားတော့ဂူအင်းရဲ့မျက်လုံးတွေအယောင်လဲ့သွားတယ်။လူဝေမှာလောင်းဝေးကယူရဲ့ဖိတ်စာရှိရမယ်ဆိုတာကိုသူသဘောပေါက်လိုက်တယ်။အထဲကိုဘယ်လိုဝင်ရမလဲတွေးနေခဲ့ရကနေအခုအဖြေရသွားခဲ့ပြီလေ။လောင်းဝေးရဲ့နီးပညာကိုလေ့လာဖို့သူ့အဖေကခွင့်ပြုချက်ပေးထားကြောင်းလူဝေကအတည်ပြုတယ်။ဒါဟာအချိန်ကိုက်ပဲလို့ဂူအင်းကဆုံးဖြတ်လိုက်တယ်။သူကသူ့ရဲ့ကားဟောင်းထဲကိုတဘာဝကြကြဝင်ထိုင်လိုက်ပြီးသူ့ကိုအထဲခေါ်သွားပေးဖို့လူဝေကိုပြောလိုက်တယ်။သူဘာလို့မလို့လဲလို့မေးရင်လူဝေတယောက်ရုတ်တရက်ထိတ်လန့်သွားခဲ့တယ်။ဖိတ်စာအကြောင်းမေးတဲ့အခါဂူအင်းကလောင်းဝေးနဲ့အလုပ်ကိစ္စရှိတယ်လို့ပေါ့ပေါ့ပါပါပြောလိုက်တယ်။ဖိတ်စာယူလာဖို့မေ့သွားတယ်လို့ပဲသူကအကြောင်းပြလိုက်တယ်။အပြင်ဘက်ကစီကားနေတဲ့ပလာဇာနဲ့ရှင်လိုက်ရင်ရွေးချယ်ခံရတဲ့တုံးဟိုင်မျိုးကလုပ်ငန်းအနှဲငယ်သာတင်တာဝင်ပြိုင်ခွင့်ရှိလို့အဆောက်အုံထဲမှာပို့ပြီးတိတ်ဆိတ်နေခဲ့တယ်။ဒီလိုနာမည်ကြီးငွေဖြုံးတီးသူကဘာလို့ဒီလိုနေရာမျိုးကိုရောက်လာတာလဲလို့တွေးရင်လူတိုင်းကဂူအင်းကိုနားမလည်နိုင်စွာကြည့်နေကြတယ်။မဖြစ်နိုင်မှန်းလူတိုင်းသိပေမဲ့သူ့ရဲ့ Star City နီးပညာကုမ္ပဏီကတကယ်ပဲတင်တာလားပြိုင်တာလားလို့တယောက်ကမေးလိုက်တယ်။ဂူအင်းကခေါင်းခါလိုက်ပြီးတင်တာအတွက်လာတာမဟုတ်ပဲလောင်းဝေးကယူနဲ့ပူးပေါင်းဖို့ဆွေးနွေးဖို့လာတာလို့ရှင်းပြတယ်။တဘာဝကြကြပဲဂူအင်းသွားလေရမှာလောင်းဝေးကိုဘလို့ပူးပေါင်းမှုမျိုးကန့်လန့်နိုင်မှာလဲလို့လှောင်ပြောင်မေးမြန်းကြရင်ရီမောတန်တွေထွက်ပေါ်လာခဲ့တယ်။အခန်းထဲကိုဝင်လာပြီးစူညံနေတဲ့မြင်ကွင်းကိုမြင်သွားတဲ့သူမရောက်လာချိန်မှာပဲဖုန်းအသစ်တစ်ခုကိုအတူတူထုတ်လုပ်ဖို့သူကအကြံပြုလိုက်တယ်။ဒီတုံးဟိုင်မျိုးလုပ်ငန်းတွေရဲ့ professional ပီတာမှုဟာအရန်ကိုအားနည်းနေတယ်လို့ခန်းစားမိတာကြောင့်စူညံနေမှုအပေါ်သူမကမျက်မှောင်ကျုပ်လိုက်တယ်။သူမကသူတို့ရဲ့ project အဆိုပြုလွှာတွေအားလုံးကိုပြန်စစ်ဆေးပြီးကြောင်းနဲ့ဒါရိုက်တာရန်ဟာအရေးတကြီးကိစ္စနဲ့ရုံးချုပ်ကိုပြန်သွားပြီဖြစ်ကြောင်းကြေညာလိုက်တယ်။မကြာခင်အပြင်ဘက်မှာသတင်းစာရှင်းလင်းပွဲကိုသူမကဥဆောင်ကျင်းပရမှာဖြစ်ပါတယ်။ကုမ္ပဏီတစ်ခုစီဟာသူတို့ရဲ့ဖြည့်ဆွတ်တင်ပြမှုတွေအတွက်3မိနစ်ပဲအချိန်ရမှာပါ။သူမကလူတိုင်းကိုမြန်မြန်လုပ်ဖို့တိုက်တွန်းခဲ့ပြီးလက်တွေ့သမားပြီးချက်ချင်းစတင်ဖို့ထိုင်လိုက်ပါတယ်။ shop ကိုမြင်တဲ့အခါဂူအင်းရဲ့မျက်နှာလင်းလက်သွားတာကိုမြင်တွေ့ရပါတယ်။ရင်းနှီးတဲ့မျက်နှာတစ်ခုကိုမြင်လိုက်ရလို့သူအယံဝမ်းသာသွားခဲ့တယ်။ဒီနေ့သူ့ကံကတကယ်ကိုထူးခြားနေတယ်လို့သူကတွေးနေခဲ့ပါတယ်။ရွေးရှောင်းကလည်းသူ့ကိုသတိထားမိသွားပါတယ်။လူငယ်လေးကိုအဲ့ဒီမှာတွေ့ရတာထူးဆန်းတယ်လို့ထင်ပေမဲ့သူမဘာမှမပြောခဲ့ပါဘူး။သူမဟာအလုပ်တွေအရန်ရှုပ်နေလို့သူ့အကြောင်းစိတ်ပူနေဖို့အချိန်မရှိခဲ့ပါဘူး။နာရီဝက်ကြာပြီးနောက်မှာတော့ရွေးရှောင်းကမှတ်စုစာအုပ်ကိုပိတ်ပြီးရလက်တွေကိုအကြောင်းကြားပေးမယ်လို့ပြောခဲ့တယ်လို့အပြင်ကသတင်းစာရှင်းလင်းပွဲကိုလည်းဖိတ်ခေါ်ခဲ့ပါတယ်။သူတို့အတွက်နေရာတွေသတ်မှတ်ထားပေးတယ်လို့သူမကပြောပေမဲ့ဂူအင်းကရုတ်တရက်ထရက်ပြီးအမရှောင်းဖောက်ဆိုပြီးသူမကိုလှမ်းခေါ်လိုက်ပါတယ်။သူမကဒါရိုက်တာလို့ပဲခေါ်ဖို့ပြက်ပြက်သားသားပြင်ပြောခဲ့ပေမဲ့သူပြောစရာရှိတာကအရန်ကိုအရေးကြီးတယ်လို့သူကအတင်းကျပ်ပြောဆိုခဲ့ပါတယ်။သူမကိုပြစရာအံ့ဩစရာကောင်းတဲ့အရာတစ်ခုရှိတယ်လို့သူကပြောလိုက်တဲ့အခါလူအုပ်ကြီးလည်းစကားမပြောနိုင်ဖြစ်သွားခဲ့ရပါတယ်။သူတို့တွေကသူ့ရဲ့ထူးဆန်းတဲ့အပြုအမူတွေကိုတော်တော်လေးယိုးအီနေကြပြီဖြစ်ပါတယ်။သူမရဲ့ရုံငန်းနဲ့ပြန်ရောက်တဲ့အခါရွေးရှောင်းကပင်ပန်းနွမ်းနယ်မှုနဲ့မယုံကြည်နိုင်မှုတွေရောရှက်နေတဲ့အကြည့်နဲ့သူ့ကိုကြည့်ပြီးတကယ်တော့ဘာလုပ်ချင်နေတာလဲလို့မေးလိုက်ပါတယ်။ Star City နီးပညာကလောင်းဝေးကယူနဲ့ပူးပေါင်းချင်တယ်လို့ဂူအင်းကပွန့်ပွန့်လင်းလင်းပြောပေမဲ့ရွေးရှောင်းကတော့အဲ့ဒီအကြံစီကိုခေါင်းခါပြယုံသာလုပ်ခဲ့ပါတယ်။ဒေဝါလီခန္ဓာကအကောင်းဆုံးရွေးချယ်မှုဖြစ်ကြောင်းလွန်ခဲ့တဲ့ရက်သက်ပတ်တွေကလေးကသူ့အဖေကိုပြောထားခဲ့တယ်ဆိုတာကိုသူမကသတိပေးလိုက်ပါတယ်။သူ့ကိုကူညီဖို့အတွက်သူမကုမ္ပဏီရဲ့အကျိုးစီးပွားတွေကိုအထိခိုက်ခံမှာမဟုတ်ပါဘူး။အဲ့ဒီနောက်ဂူအင်းက graphing အကြောင်းသိလားလို့မေးတဲ့အခါသူမကလက်တလောသူတေသနာရေးစည်းကြောင်းတစ်ခုအနေနဲ့ကြားဘူးတယ်လို့ပြန်ဖြေခဲ့ပါတယ်။ဒါပေမဲ့ပစ္စည်းအသစ်တွေနဲ့ပတ်သက်တဲ့အဆိုအများစုဟာလိမ်လည်မှုတွေဖြစ်တယ်လို့သူမကမှတ်ချက်ချခဲ့ပါတယ်။ဒါပေမဲ့2မိနစ်အတွင်းအားအပြည့်သွင်းနိုင်ဖို့အတွက်သူပြည့်စုံအောင်လုပ်ထားတယ်လို့ဂူအင်းကဆိုပါတယ်။9နာရီကြာဖုံးပြောနိုင်ပြီးလီသီယမ်ဘက်ထရီထက်စွမ်းအင်တိုးလောင်မှု3ဆရှိတယ်လို့သူကပြောတဲ့အတွက်ရွေးရှောင်းကမျက်မှောင်ကျုပ်သွားပြီးသူ့ကိုရှောင်ချမ်းလို့ခေါ်လိုက်ပါတယ်။သူဟာပတ်စံဖြုံးတီးတတ်တဲ့အပြင်ကြွားလုံးထုတ်ဖို့ပါတင်ယူထားတယ်ဆိုတာကိုသူမသတိမထားမိခဲ့ပါဘူး။ဒါပေမဲ့ဂူအင်းကသူ့ရဲ့ဘက်ထရီနမူနာကိုထုတ်ပြလိုက်ပါတယ်။သူတို့စီမှာဓာတ်ခွဲခန်းရှိမရှိသူကမေးလိုက်ပါတယ်။သူ့မျက်လုံးထဲကရိုးသားတဲ့အကြည့်ကိုမြင်လိုက်ရလို့ရွေးရှောင်းမှာဖုံးခေါ်ရုံကလွဲပြီးတခြားရွေးချယ်စရာမရှိတော့ဘူးလို့ခံစားလိုက်ရတယ်။သူမက Professor ဝန်အဆောက်အုံထဲမှာရှိမရှိမေးလိုက်ပြီးဂူအင်းကိုပြင်းပြင်းထန်ထန်သတိပေးရင်းဓာတ်ခွဲခန်းမှာစောင့်ဖို့ပြောခဲ့ပါတယ်။သူမကိုလှည့်စားရင်ဖြစ်လာမယ့်အကျိုးဆက်တွေကိုနားလည်လားလို့သူမကမေးခဲ့ပေမဲ့တနာရီကြာတဲ့အခါမှာတော့သူသဘောတူညီချက်တစ်ခုကိုအောင်မြင်စွာရယူနိုင်ခဲ့တာကိုမြင်တွေ့ရပါတယ်။လူဝေကိုတော်တော်လေးစိတ်ရှုပ်ထွေးသွားစေခဲ့ပေမဲ့သူကတော့လောင်းဝေးကယူအဆောက်အုံထဲကနေပနာမပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်နဲ့အတူအောင်ပွဲခံတဲ့အသွင်နဲ့ထွက်လျှောက်လာခဲ့ပါတယ်။လူဝေကသူ့တငယ်ချင်းရဲ့စင်ကျင်တုံတရားမဲ့သုံးဆွဲမှုတွေဟာစိတ်ပိုင်းဆိုင်ရာချို့ယွင်းမှုတစ်ခုခုကြောင့်လို့
အမြဲတန်တရားရှိခဲ့ပါတယ်။ဒါပေမဲ့အခုတော့အခြေအနေပိုဆိုးလာမှာကိုသူစိုးရိမ်နေခဲ့ပါတယ်။သူ့မျက်နှာပေါ်ကအနီရောင်အမှတ်အကြောင်းမေးတဲ့အခါဂူအင်းကမျက်နှာရဲသွားပြီးအဲ့ဒီအချိန်ကအမရှော့တယောက်မထိန်ချုပ်နိုင်ခဲ့တဲ့အတွက်လို့တိတ်တဆိတ်အပြစ်တင်နေခဲ့တယ်။စမ်းသပ်မှုအောင်မြင်သွားတဲ့အခါသူမကအယံဝမ်းသာသွားပြီးသူ့ကိုနမ်းလိုက်တာဖြစ်ပြီးရိုးရိုးသားသားပြောရရင်ဒါဟာနည်းနည်းလွန်တယ်လို့သူကထင်ခဲ့ပါတယ်။ဒါဟာရွေးရှောင်းပြည့်အနမ်းတစ်ခုမျှသာဖြစ်တယ်လို့လူ့ဝေကိုသူကပြောတဲ့အခါသူ့တငယ်ချင်းကဆေးရုံသွားဖို့အကြံပြုခဲ့ပေမဲ့ဂူအင်းကချက်ချင်းညှင်းဆန်ခဲ့ပါတယ်။သူ့ကိုအိမ်ပြန်ပို့ပေးဖို့သာသူကတောင်းဆိုခဲ့ပါတယ်။အခြားတနေရာမှာတော့လောင်းဝေးကယူရဲ့သတင်းစာရှင်းလင်းပွဲဟာကြီးမားတဲ့အောင်မြင်မှုတစ်ခုဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့စီးပွားရေးလောကကညီလာခံကိုအဓိကအာရုံစိုက်နေတာမဟုတ်ပဲနောက်ဆုံးမှာရွေးရှောင်းပြုတ်လုပ်ခဲ့တဲ့တုံလုတ်ဖွယ်ကြေညာချက်ကိုသာအာရုံစိုက်နေခဲ့ကြတာပါ။လောင်းဝေးကယူအနေနဲ့တကယ်ကိုတော်လန်ပြောင်းလဲနိုင်စွမ်းရှိတဲ့ Epic Making မိုဘိုင်းဖုန်းတစ်လုံးကိုတီထွင်ဖို့ Star City နည်းပညာနဲ့ပူးပေါင်းသွားမယ်လို့သူမကထုတ်ဖော်ပြောကြားခဲ့ပါတယ်။ကြီးမားပြီးကြီးပွားတိုးတက်နေတဲ့လုပ်ငန်းစုကြီးတစ်ခုကဒေဝါလီခံရမယ့်အစွန်းတစ်ဖက်ကိုရောက်နေတဲ့ကုမ္ပဏီတစ်ခုနဲ့ပူးပေါင်းမယ်ဆိုတဲ့အကြံစီဟာလုံးဝကိုမမျှော်လင့်ထားတဲ့အရာပါပဲ။ဒီလိုပူးပေါင်းဆောင်ရွက်မှုကို Epic Making လို့ခေါ်တာဟာအခြေအနေကိုစောင့်ကြည့်နေသူတိုင်းအတွက်လုံးဝကိုထူးဆန်းနေပုံပါပဲ။တုံဟိုင်မျိုးကအထက်တန်းလွှာတွေအတင်းအဖျင်းပြောနေကြချိန်မှာဂူအင်းရဲ့ဖခင်ဂူကျန်းကတော့သူ့ရဲ့ရှယ်ယာရှင်တွေရောက်လာချိန်အထိအမှောင်ထဲမှာရှိနေသေးပါပဲ။သူတို့ကသူ့ရုံးခန်းထဲကိုအတင်းဝင်လာပြီးဂုံပြုစကားတွေပြောခဲ့ကြတာကြောင့်သူ့သားဘာတွေလုပ်နေသလဲဆိုတာကိုနောက်ဆုံးမှသူသိသွားခဲ့ပါတယ်။သူ့စီမှာဒီလောက်အစွမ်းထက်တဲ့လျှို့ဝှက်ချက်ဖုံးကွယ်ထားလိုက်မယ်လို့ဘယ်တော့မှမမျှော်လင့်ထားဘူးလို့ပြောဆိုခဲ့ကြပြီးသူ့ကိုကောက်ကျစ်တဲ့မြေခွေးအိုကြီးလို့နောက်ပြောင်ခေါ်ဝေါ်ခဲ့ကြတယ်။နှစ်ပေါင်းများစွာအတူအလုပ်လုပ်လာပြီးနောက်မှာသူ့ကိုလောင်းဝေးဂရုကကြောထောက်နောက်ခံပေးထားကြောင်းသိလိုက်ရလို့သူတို့အံ့အားသင့်သွားခဲ့ကြပြီးရုတ်တရက်ပြန်လည်စတင်ဖို့စိတ်အားထက်သန်သွားခဲ့ကြပါတယ်။သူတို့ရဲ့အရင်ကဂုံကျက်တရေကိုပြန်လည်တိဆောက်ဖို့အတွက်သူ့ကိုအပြည့်အဝထောက်ခံသွားမယ်လို့ကတိပေးခဲ့ကြပြီးတုံဆိုင်မနေပဲဥဆောင်ဖို့ပြောခဲ့ကြပါတယ်။သူတခုခုလိုအပ်ရင်ပြောဖို့သာဂူကျန်းကိုပြောခဲ့ကြပြီးသူတို့ရဲ့ရုတ်တရက်စိတ်ပြောင်းသွားမှုကြောင့်သူလုံးဝစကားမပြောနိုင်ဖြစ်သွားခဲ့ရပါတယ်။လွန်ခဲ့တဲ့လအနည်းငယ်ကသူ့ကိုယ်တောင်အတွေ့မခံခဲ့တဲ့လူတွေဆိုတာသူသဘောပေါက်သွားခဲ့တယ်။သူ့ရဲ့ညီကိုတွေဆိုသူတွေကတကယ်ကိုအားကိုးမရတဲ့သူတွေပါ။ခဏကြာမှာတော့ Star City နည်းပညာကိုလုံးဝရှင်းလင်းပစ်ဖို့ဂူကျန်းကဆုံးဖြတ်လိုက်တဲ့အတွက်ခါးသီးနေတဲ့ရှယ်ယာရှင်တယောက်ကသူ့ကိုရက်ဆက်တယ်လို့ပြောဆိုခဲ့ပါတယ်။လောင်းဝေးဂရုကိုတွေ့ကပ်နေုံနဲ့အေးအေးဆေးဆေးနေနိုင်မယ်လို့မထင်ဖို့သတိပေးရင်းဂူကျန်းကိုနှစ်ပေါင်းများစွာအထင်လွဲခဲ့တယ်လို့အဲ့ဒီလူကပြောဆိုခဲ့ပါတယ်။လောင်းဝေးကစံနှုံးမြင့်တယ်လို့သူကလှောင်ပြောင်ပြီး Star City နည်းပညာကလူရည်စရာဖြစ်ဖို့စောင့်နေတာလို့ခံမှန်းပြောဆိုခဲ့တယ်။ဒီလိုဖြုံးတိတတ်တဲ့သားမျိုးနဲ့ဆိုဘလောက်ချမ်းသာမခံနိုင်တာမို့လို့ဂူကျန်းကိုဘဝင်မမြင့်ဖို့သူကပြောလိုက်တယ်။လမ်းဆုံးသွားတဲ့အခါလာမတောင်းရမ်းဖို့ဂူကျန်းကိုသူကသတိပေးခဲ့ပေမဲ့ဂူကျန်းကတော့ဂယုမဆိုင်ပဲသူ့ကလထိုင်ပေါ်ကိုမှီချလိုက်တယ်။အဲ့ဒီလိုလူတွေနဲ့ညှင်းခုန်ရတာကိုအယမ်းပင်ပန်းနေလို့သူတို့ကိုအပြင်းနှင်ထုတ်ခိုင်းပြီးသူ့သားကိုရှာဖို့အိမ်ကိုချက်ချင်းပြန်သွားခဲ့တယ်။လောင်ဝေးသဘောတူညီချက်ကဂူအင်းရဲ့လက်ရာဆိုတာကိုသူယုံကြည်ဖို့ခက်ခဲနေခဲ့ပေမဲ့ကောင်လေးကအဲ့ဒီမနက်ကပဲအဲ့ဒီကိုသွားမယ်လို့ပြောခဲ့ဘူးတယ်။အော်ဒါတစ်ခုသွားယူမယ်လို့သူကပြောခဲ့ပြီးအဲ့ဒီနေ့မွန်းလွဲပိုင်းမှာတော့လောင်ဝေးဂရုကတရားဝင်ပူးပေါင်းဆောင်ရွက်မှုကိုကြေညာခဲ့တယ်။ဘလို့ပဲကြည့်ဒီအခြေအနေတစ်ခုလုံးရဲ့အချိန်ကိုက်ဖြစ်တည်မှုကအယမ်းကိုထူးဆန်းနေခဲ့တယ်။တော်တော်လေးရှုပ်ထွေးတဲ့အရာတစ်ခုကိုကလိနေပုံရပြီး laptop ရှေ့မှာကုန်းလေးဖြစ်နေတဲ့ဂူအင်းစီကိုကျွန်တော်တို့ပြန်သွားလိုက်ကြတယ်။တကယ်တော့သူကသူ့ရဲ့ဉာဏ်ရည်သစ်ကသူ့ကိုဘလောက်အထိခေါ်ဆောင်သွားနိုင်မလဲဆိုတာသိရဖို့ကိုပိုင်စွမ်းရည်ရဲ့ကန့်သက်ချက်တွေကိုစမ်းသပ်နေခဲ့တာဖြစ်တယ်။60 point ကသူ့ကိုပြိုင်ဘက်ကင်းပါရမီရှင်တယောက်ဖြစ်စေတယ်လို့ system ကပြောခဲ့ပေမဲ့အဲ့ဒီပြောဆိုချက်ကိုသူကိုယ်တိုင်အတည်ပြုဖို့လိုအပ်တယ်လို့ခန်းစားခဲ့ရတယ်။အဲ့ဒီနေ့ကကိစ္စတွေချောမွေ့ဖြစ်သွားတာကြောင့်စမ်းသပ်မှုတချို့လုပ်ဖို့အိမ်ကိုအမြန်ပြန်လာခဲ့ပြီးရလက်တွေကတော့ကျေနပ်စရာထက်ကိုပိုနေခဲ့တယ်။တင်ချာရူပဗေဒနဲ့ဓာတုဗေဒတို့မှာပြိုင်ပွဲအဆင့်ပု္ပ္ပစာအတော်များများကိုသူစုဆောင်းခဲ့ပြီးအခက်အခဲလုံးဝမရှိဘဲအားလုံးကိုဖြည့်ရှင်းနိုင်ခဲ့တယ်။ပိုပြီးအံ့ဩစရာကောင်းတာကတော့သူ့ရဲ့ဘာသာစကားစွမ်းရည်အသစ်ပဲဖြစ်တယ်။သူကတစ်ချက်ကြားလိုက်ယုံဒါမှမဟုတ်မြင်လိုက်ယုံနဲ့နီးပါးအရာအားလုံးကိုနားလည်နိုင်စွမ်းရှိနေခဲ့တယ်။ပါရမီရှင်တယောက်ဖြစ်ရတဲ့စိတ်လှုပ်ရှားမှုကြောင့်သူအတန်ထွက်ရေမောလိုက်ပေမဲ့ဘာဖြစ်တာလဲဆိုပြီးသူ့အဖေကဝင်မေးလိုက်တာကြောင့်ရက်တန်သွားခဲ့တယ်။အဲ့ဒီနေ့ကလောင်းဝေးဂရုကိုတကယ်သွားခဲ့တာလားဆိုပြီးဂူကျန်းကမေးလိုက်ပြီးသူ့သားအဲ့ဒီမှာအနိုင်ကျင့်ခံရမှာကိုစိုးရိမ်နေခဲ့တယ်။ဂူကျန်းမျက်နှာပေါ်ကစိုးရိမ်နေတဲ့အမူအရာကိုမြင်လိုက်ရတော့ဂူအင်းကသူ့ laptop ကိုပိတ်လိုက်ပြီးမြန်ပဲတည်ငြိမ်အောင်ပြန်နေလိုက်တယ်။ပေါ့ပခုံးတွန်းလိုက်ရင်ဂူအင်းကသူ့အောက်တက်ကနေတွန့်ကျင်နေတဲ့စာရွက်စာတမ်းတစ်ခုကိုဆွဲထုတ်ပြီးဂူကျန်းစီကိုကမ်းပေးလိုက်တယ်။လောင်းဝေးကသူ့ကိုအနိုင်ကျင့်မှာမဟုတ်ဘူးလို့အခိုင်အမာပြောဆိုရင်သူ့အဖေဘာတွေပြောနေတာလဲလို့သူကမေးလိုက်တယ်။အဲ့ဒါကကနဦးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်သာဖြစ်တယ်။ဂူကျန်းကိုလုံးဝတွေဝေသွားစေရင်အဲ့ဒါကိုတေချာကြည့်ဖို့နဲ့တရားဝင်စာချုပ်ကို3ရက်အတွင်းလက်မှတ်ထိုးလိုက်ဖို့သူကအဖေဖြစ်သူကိုပြောလိုက်တယ်။ဒီလိုအရေးကြီးတဲ့စာရွက်စာတမ်းကိုဖိထိုင်ထားခဲ့တာကိုဖခင်ဖြစ်သူကမယုံနိုင်အောင်ဖြစ်ခဲ့ရပေမဲ့စာဖတ်ဖို့စတင်လိုက်တဲ့အချိန်မှာတော့သူ့ကိုစူဖို့တောင်မေ့သွားခဲ့တယ်။အမြန်ဖတ်ကြည့်ပြီးနောက်မှာတော့ဂူကျန်းတယောက်အသက်ရှူမှားသွားခဲ့တယ်။အဲ့ဒါကရိုးရှင်းတဲ့ OEM
ဒါမှမဟုတ်ပြင်ပလုပ်ငန်းအနှံမှုသဘောတူညီချက်တစ်ခုတသက်မဟုတ်ပဲတကယ်ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်နေခဲ့တယ်။အဲ့ဒါကမဖြစ်နိုင်ဘူးလို့ထင်ရတဲ့ဒန်းတူညီမျှပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်နေတာကြောင့်တကယ်တမ်းသူ့ကိုဘသူကလက်မှတ်ရေးထိုးပေးခဲ့တာလဲဆိုပြီးကူကျန်းကမေးလာခဲ့တယ်။သူမနာမည်ကအဲ့ဒီမှာရှိနေကြောင်းညွှန်ပြရင်းသူမကအုပ်စုရဲ့ဒုတိယဥက္ကဋ္ဌဖြစ်နေပြီလို့မှတ်ချက်ပြုကကူအင်းကအမရှာအကြောင်းကိုပြောပြခဲ့တယ်။ယူမိသားစုကသူမကိုလွှဲပြောင်းရယူဖို့တကယ်ကိုပြင်ဆင်နေပုံရတယ်။ဒါပေမဲ့အဲ့ဒီလောက်ပါနှက်တဲ့သူတယောက်ကဘယ်လိုလုပ်မလဲဆိုတာကိုကူကျန်းကနားမလည်နိုင်ဖြစ်နေတော့မယ်။သူ့ကိုယ်တော်မှလန့်သွားစေတဲ့အမျိုးသမီးတယောက်ကဒီလိုသဘောတူညီချက်မျိုးကိုလက်မှတ်ထိုးပေးခဲ့တာကိုပေါ့။ရှာကသူ့ကိုလျှို့ဝှက်ချက်တစ်ခုခုအတွက်အတင်းအကျပ်ခိုင်းစေခဲ့တာလားဆိုပြီးသူကစိုးရိမ်တကြီးနဲ့မေးလိုက်တယ်။လုံးဝစကားစွန့်သွားတဲ့ပုံပေါက်သွားပြီးနောက်ကူအင်းကရှုပ်ထွေးမှုတွေကိုရှင်းလင်းပေးဖို့သူ့ laptop ကိုကူကျန်းစီကမ်းပေးလိုက်တယ်။သူ့ကိုယ်သူရောင်းစားမဲ့လူစားမျိုးမဟုတ်ဘူးလို့အခိုင်အမာပြောဆိုရင်သူ့အဖေဘာတွေတွေးနေတာလဲလို့သူကမေးလိုက်တယ်။သဘောတူညီချက်ရရှိဖို့အတွက်သူကကုန်သွယ်မှုတစ်ခုကိုအသုံးပြုခဲ့တာဖြစ်တယ်။ Star City နည်းပညာအနေနဲ့ဒီထူးခြားတဲ့နည်းပညာကိုသူတို့နဲ့မျှဝေမှာဖြစ်ပြီးသူတို့ရဲ့နောက်ထပ်ထိပ်တန်းစမတ်ဖုန်းအသစ်ကိုဖန်တီးဖို့ပူးပေါင်းလှုပ်ဆောင်သွားမှာဖြစ်တယ်။ရည်ရွယ်ချက်က Star City ရဲ့ဂုဏ်သတင်းကိုပြန်လည်ဆယ်ယူဖို့ဖြစ်ပေမဲ့ကူကျန်းကတော့ဖန်သားပြင်တွေကိုလုံးလုံးလျားလျားစိတ်ဝင်စားနေတာကြောင့်ဘာမှပြန်မပြောခဲ့ဘူး။သူကနောက်ဆုံးမှဖတ်လို့မပြီးခင်အထိ Graphene Battery စမ်းသပ်မှုမူကြမ်းထဲမှာနိုင်ဝက်တီတီအာယုံစိုက်နေခဲ့တယ်။သူ့နှလုံးသားကငြိမ်သက်မနေနိုင်ခဲ့ဘူး။ဒီမူကြမ်းရဲ့တက်ရောက်မှုကလောင်းဝေးသဘောတူညီချက်ကိုယ်တိုင်လောက်ကိုထိတ်လန့်စရာကောင်းနေခဲ့တယ်။အခုတော့ယူဘာကြောင့်လက်မှတ်ထိုးခဲ့လဲဆိုတာကိုသူနားလည်သွားခဲ့ပြီ။ရိုးရိုးသားသားပြောရရင်သူ့နေရာမှာသာဆိုဒီနည်းပညာအတွက်ဘာမဆိုလုံးမိမှာပဲဖြစ်တယ်။သူကစိတ်လှုပ်ရှားမှုတွေနဲ့အတူကူအင်းရဲ့အခန်းထဲကိုပြေးဝင်သွားပြီးဒါကဘယ်ကရောက်လာတာလဲဆိုတာကိုသိဖို့တောင်းဆိုလိုက်တယ်။သူ့သားကအမျိုးသားတက်ခွဲခန်းတစ်ခုကိုဓမြတိုက်လာတာလားဆိုပြီးသူကနောက်ပြောင်မေးမြန်းလိုက်တာကြောင့်ကူအင်းကိုချက်ချင်းပဲမကြေမနက်ဖြစ်သွားစေတယ်။သူကသူ့အဖေရဲ့ပတ်စံရှာနိုင်စွမ်းကိုဘယ်တော့မှတန်တရားမဝင်ခဲ့တဲ့အတွက်သူ့အဖေအနေနဲ့လည်းသူ့ရဲ့ပါရမီကိုတန်တရားမဖြစ်သင့်ဘူးလို့ကူအင်းကပြောလိုက်တယ်။သူကိုယ်တိုင်အားလုံးကိုသူတေသနာလုပ်ခဲ့တာလို့သူကဆိုခဲ့ပြီးအဲ့ဒါကတနေ့တာလုံးကူကျန်းကြားခဲ့ရသမျှထဲမှာအတိတ်ပဲအမဲ့ဆုံးအရာဖြစ်နေခဲ့တယ်။သူ့သားကဒါကိုတကယ်တမ်းဘလို့ဖန်တီးခဲ့လဲဆိုတာသူမသိပေမဲ့ကျန်းတယောက်စစ်မှန်ပြီးထိန်းချုပ်မရတဲ့စိတ်လှုပ်ရှားမှုနဲ့အတူအခန်းထဲမှာခောက်တုံခောက်ပြန်လမ်းလျှောက်နေတာကိုမရက်တတ်နိုင်ခဲ့ဘူး။အချိန်အတော်ကြာပြီးနောက်မှာတော့ကူကျန်းကနောက်ဆုံးမှငြိမ်သက်သွားခဲ့ပြီးသူတို့တွေဆိုးရွားတဲ့သဘောတူညီချက်တစ်ခုကိုလုပ်ခဲ့မိနိုင်တယ်ဆိုတာကိုရုတ်တရက်သဘောပေါက်သွားခဲ့တယ်။ဒီလိုယတနာမျိုးကိုလောင်းဝေးဂယုနဲ့အခမဲ့မျှဝေဖို့ဂူအင်းကဘလို့လုပ်ပြီးသဘောတူနိုင်ခဲ့တာလဲလို့သူကမေးလိုက်တယ်။အဲ့ဒီအခါမှာဂူအင်းကဖြောင့်မတ်မှန်ကန်တဲ့မျိုးချစ်စိတ်တဲ့အပြည့်ပါတဲ့အကြည့်နဲ့ပြန်ဖြေခဲ့တယ်။မပူပန်ဖို့သူ့အဖေကိုဂူအင်းကပြောလိုက်ပြီးအဲ့ဒီနီးပညာကဘလို့ပဲဖြစ်ဖြစ်နှစ်အတွင်းမှာအသစ်တစ်ခုနဲ့အစားထိုးခံရမယ်ကစားစရာတက်တက်လို့ပေါ့တန်တန်ပြောဆိုခဲ့တယ်။သူတို့ဘာမှဆုံးရှုံးသွားမှာမဟုတ်ဘူးလို့သူကရှင်းပြလိုက်တယ်။ဒါအပြင်ဒီလိုရိုးသားတဲ့လုပ်ရက်ကလောင်းဝေးဂယုအနေနဲ့သူတို့ကိုစစ်မှန်တဲ့လက်တွဲဖော်အဖြစ်ဆက်ဆံလာစေဖို့တေချာစေခဲ့ပါတယ်။ဒါက Star City နည်းပညာအမြန်ဆုံးတိုးတက်လာနိုင်မဲ့တစ်ခုတည်းသောနည်းလမ်းဖြစ်ပါတယ်။ဒါပေမဲ့ပိုကောင်းတဲ့အစားထိုးပစ္စည်းတွေအကြောင်းပြောလိုက်တာကကူကျန်းကိုလုံးဝအံ့အားသင့်သွားစေပြီးတွေးတောင်မတွေးတတ်အောင်ဖြစ်သွားစေခဲ့ပါတယ်။ Star City နည်းပညာဟာမိုဘိုင်းဖုန်းထုတ်လုပ်တဲ့နေရာမှာရက်နေမှာမဟုတ်ဘူးလို့ကူအင်းကကြေညာလိုက်ပါတယ်။ Quantum Computer တွေနဲ့အာကာသယာဉ်တွေလိုပိုကြီးကျယ်တဲ့အရာတွေလုပ်ဖို့အရေးအမွက်ပြောပြခဲ့ပါတယ်။သူကကျေရာစစ်သင်္ဘောတွေနဲ့ဂျိုအင်ဂျင်တွေရဲ့ပုံချမ်းကိုဆက်ပြီးပြောပြနေချိန်မှာတော့ကူကျန်းကခေါင်းမူပြီးမှင်တက်နေတဲ့အနေအထားနဲ့သာနားထောင်နေနိုင်ခဲ့ပါတယ်။သူတကယ်ပဲအောင်မြင်တဲ့သူတစ်ယောက်ဖြစ်လာပြီလို့သူ့အဖေကပြောပြီးမူလာကတော့ပတ်စံချွေတာတဲ့အနေနဲ့သူ့ကိုတာမန်ကျောင်းတစ်ခုကိုပဲပို့ဖို့စီစဉ်ထားခဲ့တယ်လို့ဝန်ခံလိုက်ပါတယ်။ဒါပေမဲ့ဒီလောက်ကြီးမားတဲ့ရည်မှန်းချက်ကိုမြင်ပြီးတဲ့နောက်ကူကျန်းကသူ့ကိုထိတ်တန်းတက္ကသိုလ်တစ်ခုမှာနေရာတစ်ခုဝယ်ပေးဖို့တောင်းဆိုခဲ့ပြီးဒီအကြံစီကိုကူအင်းကတော်တော်လေးရည်စရာကောင်းတယ်လို့ထင်ခဲ့ပါတယ်။သူ့လိုပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက်ကပညာရေးအတွက်ပတ်စံပေးဖို့ဘာလို့လိုအပ်မှာလဲလို့သူကတွေးနေခဲ့ပါတယ်။သူ့စိတ်ထဲမှာရင်းနှီးနေတဲ့အတန်တစ်ခုပဲ့တင်ထက်သွားတာနဲ့တပြိုင်နက် system က mission အသစ်တစ်ခုကိုထုတ်ပြန်လိုက်ပါတယ်။သူ့ရဲ့ပိုင်ရှင်ဟာအသက်18နှစ်အောက်ကလေးတစ်ယောက်ဖြစ်နေသေးတယ်ဆိုတာကိုရုတ်တရက်သဘောပေါက်သွားခဲ့ပါတယ်။အရင်ခေတ်ကပညာရှိကြီးတွေလုပ်ခဲ့သလိုပဲသူ့ကိုတက္ကသိုလ်သွားပြီးသူနဲ့ခေတ်ပြိုင်ပါရမီရှင်တွေကိုအနိုင်ယူကာသူ့ရဲ့အရေးချင်းကိုပြသဖို့တိုက်တွန်းခဲ့ပါတယ်။ mission ကတော့ရှင်းလင်းလှပါတယ်။ချင်းဘေး Academy ဝင်ခွင့်စာမေးပွဲကိုဘာသာရပ်တိုင်းမှာအမှတ်ပြည့်နဲ့အောင်မြင်ရမှာဖြစ်ပါတယ်။ဆုလပ်တွေကလည်းအများကြီးဖြစ်ပါတယ်။ဂုံတိတ်ခါ point 1000ဆွဲဆောင်မှု point တစ်ခုကျောင်းသားတစ်လက်ဆောင်ထုတ်တစ်ခုနဲ့ဒေါ်လာ9 တန်တန်ကုန်တိုက်ပေါက်ချ2ခုတို့ဖြစ်ပါတယ်။ဒါတွေကိုဒနာဥစ္စာအပေါ်အခြေခံတဲ့ဝယ်ယူမှုတွေအတွက်ပဲအသုံးပြုနိုင်မှာဖြစ်ပါတယ်။ကူအင်းက mission ကိုပြန်လည်သုံးသပ်နေချိန်မှာကူကျန်းကတော့နာမည်ကြီးကျောင်းအမျိုးမျိုးကိုစဉ်းစားဖို့အလုပ်များနေခဲ့ပါတယ်။တုံးဟိုင်ဘန်နာရေးကအိမ်နဲ့နီးပေမဲ့ဈေးကြီးတယ်လို့သူကမှတ်ချက်ချလိုက်ပါတယ်။အဖိုးကြီးဆောင်ကသူ့ကလေးဝင်ခွင့်ရဖို့အတွက်အဆောက်အုံတစ်လုံးလုံးကိုလှူဒန်းခဲ့ရတာကိုပြန်အမှတ်ရရင်ကျိုးတို့တက္ကသိုလ်ကနည်းနည်းဝေးပေမဲ့ဈေးနှုန်းတင့်တယ်လို့တွေးလိုက်ပါတယ်။တငယ်ချင်းတော်တော်များများကသူတို့ကလေးတွေအတွက်ဝင်ခွင့်ဝယ်ပေးခဲ့တဲ့ရှီချင်းတက္ကသိုလ်ကလည်းရွေးချယ်စရာတစ်ခုဖြစ်တယ်လို့သူကတွေးလိုက်ပါတယ်။နောက်ဆုံးမှာတော့ဂူအင်းကသူ့အဖေရဲ့အကြောင်းရွေးချယ်နေမှုကိုဖျက်ပြောလိုက်ပြီး
ချင်းဘေးအကယ်ဒမီကိုတွားဖို့ရည်ရွယ်ထားတယ်လို့တီတီငိမ့်ငိမ့်ပဲပြောလိုက်ပါတယ်။ဂူကျန်းကအန်အောမှင်တက်စွာနဲ့ရက်နေခဲ့ပါတယ်။ဒီနေ့အတွက်အန်အောစရာတွေကတစ်ခုပြီးတစ်ခုအဆက်မပြတ်ရောက်လာနေပုံရပါတယ်။ချင်းဘေးအကယ်ဒမီဟာနိုင်ငံရဲ့ထိပ်တန်းကျောင်းဖြစ်ပြီးကမ္ဘာတဝန်းမှာထိပ်တန်း20စီးရင်ဝင်ဖြစ်တာကြောင့်အန်အောစရာတွေကပြီးဆုံးသွားပုံမပေါ်ပါဘူး။ဒီလောက်နာမည်ကြီးတဲ့ကျောင်းကိုဝင်ခွင့်ရသူတိုင်းဟာလူတွေကြားထဲမှာတကယ့်ခေါင်းဆောင်တစ်ယောက်ဖြစ်တယ်လို့ပြောနိုင်ပါတယ်။နှစ်စဉ်နှစ်တိုင်းသူတို့ကတီးခြားစာမေးပွဲတွေနဲ့ရွေးချယ်ရေးလုပ်ငန်းစဉ်တွေကိုကျင်းပလေးရှိပြီးကိုယ်စားလှယ်လောင်းတွေဟာအရင်ဆုံးလိုချင်စရာကောင်းတဲ့ဖိတ်စာတစ်စောင်ကိုရယူရမှာဖြစ်ပါတယ်။ဒီပထမအဆင့်မှာတင်လျှောက်ထားသူ69%ကိုပယ်ချလိုက်ပြီးမျှော်လင့်ချက်ရှိသူ1000သာကျန်ရှိတော့တာဖြစ်ပါတယ်။အဆုံးမှာတော့လူ900ကိုပဲလက်ခံပြီးတယောက်ချင်းစီဟာပြိုင်ပွဲတွေမှာဆရာတစုဖြစ်တယ်လို့ပါရမီရှင်တွေကပါရမီရှင်တွေဖြစ်ကြပါတယ်။ဒါကြောင့်ချင်းဘေးကိုဝင်ခွင့်ဖြေဆိုမဲ့သူ့သားရဲ့ရုတ်တရက်ရည်မှန်းချက်ကိုကြားလိုက်ရချိန်မှာတော့ဂူကျန်းရဲ့စိတ်အခြေအနေရှုပ်ထွေးသွားတာကိုနားလည်ပေးနိုင်ပါတယ်။အရင်တုန်းကဆိုရင်တော့ဒီလိုလက်တွေ့မကျတဲ့အိမ်မက်ကိုစွန့်လွတ်ဖို့သူ့သားကိုတေချာပေါက်တိုက်တွန်းခဲ့မှာဖြစ်ပါတယ်။ဒါပေမဲ့အခြေအနေတွေကပြောင်းလဲသွားခဲ့ပါပြီ။ဂူအင်းက graphene battery အသေးလေးလိုကဘာကိုအံ့ဩတင်စေမဲ့အရာတစ်ခုကိုတီထွင်ခဲ့တာကြောင့်သူကဒါကိုတကယ်လုံနိုင်တဲ့ပါရမီရှင်တစ်ယောက်ဖြစ်နိုင်တယ်လို့တွေးလိုက်ပါတယ်။သူကြရှုံးခဲ့ရင်တော့မှအတွေ့အကြုံကတော့တန်ဖိုးရှိမှာဖြစ်ပါတယ်။တကယ်ပြဿနာကအဲ့ဒီဖိတ်စာကိုဘလို့တကယ်ရအောင်ယူမလဲဆိုတာပါပဲ။ချင်းဘေးမှာထူးခြားတဲ့ပါရမီရှင်တွေအတွက်အထူးခေါ်ယူမှုတွေရှိပေမဲ့ရှောက်လွာပိတ်ရက်ကကြော်လွန်သွားခဲ့ပါပြီ။ပြီးတော့သူ့သားရဲ့အထူးကျွမ်းကျင်မှုကဘာလဲဆိုတာသူမသိပါဘူး။ဘာမောက်ခတစ်ယောက်နဲ့ဆက်သွယ်ဖို့ဘက်ထရီကိုအသုံးပြုသင့်မလားလို့သူကတွေးမိပေမဲ့အဲ့ဒါကလောင်းဝေးကယူနဲ့သူတို့ရဲ့လက်တွဲမှုကိုထိခိုက်စေမှာကိုစိုးရိမ်နေခဲ့ပါတယ်။ထုတ်ကုန်ကိုတရားဝင်မဖြန့်ချီခင်ကျောင်းကသူ့သားရဲ့အရေးအချင်းကိုအတိမတ်ပြုပါမလားလို့တွေးနေတဲ့ဂူကျန်းအတွက်ဒါကခက်ခဲတဲ့အကြက်တဲတစ်ခုဖြစ်ခဲ့ပါတယ်။ဂူအင်းကသူ့အဖေရဲ့စိတ်ထဲကရုန်းကန်နေရမှုကိုသတိထားမိသွားပြီးအစီအစဉ်ကိုနားလည်မှုလွဲနေနိုင်တယ်လို့ညင်ညင်တတလေးသတိပေးလိုက်ပါတယ်။သူကစာမှုပွဲဖြေဆိုပြီးချင်းဘေးကိုအရှိတကားကနေဝင်ဖို့ရည်ရွယ်ထားတာဖြစ်လို့ဂူကျန်းတယောက်သူ့ကိုလုံးဝမယုံကြည်နိုင်စွာနဲ့စိုက်ကြည့်နေခဲ့ပါတယ်။စာမှုပွဲကဘာသာရပ်တိုင်းကိုကျွမ်းကျင်ဖို့လိုအပ်တယ်လို့သူ့အဖေကထောက်ပြလိုက်ပါတယ်။သူကဓာတုဗေဒနဲ့ electronic မှာထူးချွန်ပေမဲ့ကျန်တဲ့ဘာသာရပ်တွေကတော့ပဟေလီတစ်ခုဖြစ်နေတယ်လို့သူကဆက်ပြောပါတယ်။ကျောင်းစာမေးပွဲတွေမှာသူ့ကိုတစ်ချိန်လေးတောင်စိတ်ပြက်အောင်မလုပ်ခဲ့ဘူးတဲ့ပါရမီရှင်တယောက်ကိုဘာလို့တန်တရားဝင်နေရတာလဲလို့ဂူအင်းကရိုးရိုးရှင်းရှင်းပဲမေးလိုက်ပါတယ်။ဂူကျန်းကခေါင်းကိုဖြည်းဖြည်းချင်းညှိပ်ပြလိုက်ပေမဲ့ပြောရမှာအတော်လေးအဆင်မပြေဖြစ်စေတဲ့ထင်ရှားတဲ့ချို့ယွင်းချက်တစ်ခုကိုထောက်ပြလိုက်ပါတယ်။အမှန်တကယ်ကတော့ဂူအင်းကစာမှုပွဲဖြေဆိုခဲ့ပြီးစာမှုပွဲအချိန်စရာတွေထွက်လာတာနဲ့အားလက်ရဲ့ယူလေးရှိတာဖြစ်ပါတယ်။ဒါအပြင်ဖိတ်စာတွေကိုလည်းပို့ပြီးသွားပြီဖြစ်လို့အခုအချိန်မှာဖိတ်စာတစ်စောင်ကိုဘယ်ကနေရနိုင်မလဲဆိုပြီးဂူကျန်းကတွေးနေခဲ့ပါတယ်။ဂူအင်းကပြုံးလိုက်ပြီးနိုင်ငံရခြားကျောင်းသားတစ်ယောက်အနေနဲ့နိုင်ငံတကာဖိတ်စာတွေရနိုင်သေးတယ်ဆိုတာကိုသူ့အဖေကိုသတိပေးလိုက်ပါတယ်။ရှန်နာဟိုင်ဟာအမေရိကန်မှာထိပ်တန်းကျောင်းတစ်ကျောင်းဖြစ်ပြီးစံပြကျောင်းသားတစ်ယောက်အနေနဲ့ဖိတ်စာတစ်စောင်တေချာပေါက်ရနိုင်တယ်လို့သူကထောက်ပြလိုက်ပါတယ်။သူ့သားကသူ့ပတ်စံတွေကိုသုံးဖို့ဖန်တီးမှုရှိတဲ့နီလန်းမျိုးစုံရှိတယ်လို့တွေးမိရင်ဂူကျန်းကရင်ဘတ်ထဲမှာဆူးရှတဲ့နာကျင်မှုကိုခံစားလိုက်ရပါတယ်။စာမေးပွဲအတွက်တေချာရဲ့လားလို့အမေးခံရတဲ့အခါဂူအင်းကတေချာတယ်လို့အခိုင်အမာပြောခဲ့တာကြောင့်ဂူကျန်းကခေါင်းညိတ်ပြီးတေချာပြင်ဆင်ဖို့ပဲပြောလိုက်တယ်။သူကတားဖြစ်သူကိုအေးဆေးနေဖို့နဲ့ဖိအားတွေမယူဖို့ပြောခဲ့ပြီးကြာရှုံးသွားရင်လည်းကိစ္စမရှိဘူးလို့ဆက်ပြောခဲ့တယ်။ဘာပဲဖြစ်ဖြစ်သူကတော့ဒါကိုကျင့်သားရနေပြီဖြစ်တယ်။သူ့ရဲ့ဉာဏ်ကြီးရှင်ဖြစ်ကြောင်းတက်တည်ပြရမယ့်လမ်းကရှေလျားဥမယ်ဆိုတာကိုနားလည်လိုက်လို့ဂူအင်းကခေါင်းခါယုံသာတက်နိုင်ခဲ့တယ်။သူ့ရဲ့ပညာရေးအကြောင်းဆွေးနွေးပြီးတဲ့နောက်ဂူကျန်းကလောင်းဝေးကယူနဲ့ချိတ်ဆက်ဆောင်ရွက်ဖို့အခန်းထဲကနေထွက်သွားခဲ့တယ်။သူဟာပူးပေါင်းဆောင်ရွက်မှုအသေးစိတ်တွေနဲ့ဓာတ်ခွဲခန်းရဲ့အတွင်းပိုင်းပြန်လည်ဖွဲ့စည်းမှုတွေကိုကင်တွယ်ဖြည့်ရှင်းခဲ့တယ်။ကုမ္ပဏီရဲ့အာရုံစိုက်မှုတွေပြောင်းလဲသွားတာကြောင့်ဖခင်ဖြစ်သူကအရန်အလုပ်များလာတော့မှဖြစ်ပေမဲ့ဂူအင်းရဲ့ဘဝကတော့ပိုပြီးရိုးရှင်းလာခဲ့တယ်။ချင်းဘေးအကယ်ဒမီရဲ့အရင်စာမေးပွဲမေးခွန်းဟောင်းတွေကိုပြန်ကြည့်ပြီးတဲ့နောက်သူကလုံးဝကိုစိတ်အေးလက်အေးဖြစ်သွားခဲ့တယ်။ဒီလောက်ရိုးရှင်းတဲ့ပြဿနာတွေကနိုင်ငံရဲ့ထိပ်တန်းလူဒန်းစားတွေကိုရွေးချယ်ဖို့တကယ်ပဲရည်ရွယ်ထားတာလားလို့သူတွေးနေမိတယ်။အဲ့ဒီနောက်ပိုင်းကာလတွေမှာသူကအလုံးမရှိပဲအငြိမ်မနေခဲ့ပါဘူး။သူ့ရဲ့အဆင့်မြင့်ကွန်ပျူတာစွမ်းရည်တွေကိုအကျိုးရှိရှိအသုံးချဖို့သူဆုံးဖြတ်လိုက်တယ်။သူဟာဟက်ကာလောကမှာနေချင်းညချင်းနာမည်ကြီးလာခဲ့တယ်။ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲသူကနာမည်အရင်းကိုအသုံးမပြုခဲ့တဲ့အတွက်ဂုဏ်သတင်းအမှတ်တွေတော့မရခဲ့ပါဘူး။တေချာတာကတော့သူ့ရဲ့ပန်းနိုင်ကနာမည်ကြီးဖို့မဟုတ်ပဲငွေသားစစ်စစ်ရဖို့ပဲဖြစ်တယ်။သူ့ရဲ့ system ကိုအဆင့်မြင့်ဖို့ဂုဏ်သတင်းကိုပဲသုံးမယ်လို့ဆုံးဖြတ်ထားပေမဲ့လည်းသူ့မှာမဟုတ်ဖို့အနှဲငယ်တော့လိုအပ်နေသေးတယ်။သူကအင်တာနက်ကုမ္ပဏီကြီးနှစ်ခုဖြစ်တဲ့အလီနဲ့ပင်ကွင်းတို့ရဲ့ဆာဗာတွေကိုပြစ်မှတ်ထားလိုက်တယ်။ပြီးတော့သူတို့ရဲ့ကာလရှည်ကြာရှိနေခဲ့တဲ့လုံခြုံရေးအားနည်းချက်တော်တော်များများကိုအဆင်ပြေပြေနဲ့ပြင်ဆင်ပေးခဲ့တယ်။ဒီအတွက်သူဟာကော်မရှင်ခအနေနဲ့စုစုပေါင်းတန်း20ရရှိခဲ့ပြီးကုမ္ပဏီနှစ်ခုလုံးမှာအတိုင်ပင်ခံယာရုတစ်ခုကိုပါရရှိခဲ့တယ်။ဒီအင်တာနက်ကုမ္ပဏီကြီးတွေကမယုံနိုင်လောက်အောင်ချမ်းသာကြတယ်လို့ဆိုရမှာပဲဖြစ်တယ်။လူတိုင်းကွန်ပျူတာသိပ္ပံကိုသင်ယူကျင်ကြတာလည်းမဆန်းပါဘူးလို့သူကတွေးလိုက်တယ်။တစ်ချိန်တည်းမှာပဲဟက်ကာလောကကဒီအဖြစ်အပျက်လေးဟာနေရာအနှံ့ကိုပြန့်နှံ့သွားခဲ့ပြီးနေရာတိုင်းကကျွမ်းကျင်သူတွေကသူ့ကိုရုပ်တုတစ်ခုလိုသတ်မှတ်လာကြကခွေးနဲ့ဖျားလို့ချစ်စနိုးနာမည်ပေးခဲ့ကြတယ်
သူကနေတိုင်းအိမ်ထဲမှာပဲအောင်းနေပြီးသူတို့ရဲ့ငွေတွေကိုလည်းညှင်းဆန်နေတာကြောင့်သူ့အမေယူချီကသူ့အပြုတ်မှုအတွက်တော်တော်လေးစိတ်ပူလာခဲ့တယ်။ကွန်ပျူတာရှေ့မှာအမြဲတမ်းကတ်နေတဲ့ဒီကောင်လေးကသူတို့ရဲ့သားရောဟုတ်သေးရဲ့လားလို့သူမကတွေးမိနေတယ်။ဒါပေမဲ့ဂူအင်းကတော့ရှင်းပြနေဖို့အချိန်မပေးခဲ့ပါဘူး။ဂူကျန်းအနေနဲ့ကတော့အခုချိန်မှာအိတ်ဖို့တောင်အချိန်မရှိလောက်အောင်အလုပ်များနေတာကြောင့်တားဖြစ်သူဘာလုပ်နေလဲဆိုတာကိုစောင့်ကြည့်ဖို့ဆိုတာဝေးရောပဲဖြစ်တယ်။နောက်ဆုံးမှာတော့ချင်းဘေးအကယ်ဒမီရဲ့စာမေးပွဲနေ့ကိုရောက်ရှိလာခဲ့တယ်။သူကဘောပင်နှချောင်းကိုကင်ပြီးအငှားစပိန်တစည်းပေါ်တက်ခွာကစာမေးပွဲစစ်မဲ့နေရာကိုစောစောစီစီထွက်လာခဲ့တယ်။ကျောင်းဝင်ခွင့်ကြေညာချက်အရနိုင်ငံခြားကျောင်းသားတွေအတွက်ဖိတ်စာအနှဲငယ်အပါအဝင်ချင်းဘေးအကယ်ဒမီကတုံးဟိုင်မြို့မှာဖိတ်စာ300သာထုတ်ပေးခဲ့တာဖြစ်တယ်။ဒါပေမဲ့မြို့ရဲ့တခုလေးသောစာမေးပွဲစစ်ဌာနဖြစ်တဲ့တုံးဟိုင်အထက်တန်းကျောင်းကိုဂူအင်းရောက်သွားချိန်မှာတော့လူတွေပင်လယ်ပြင်ကြီးလိုပြည့်နှက်နေတာကိုမြင်လိုက်ရတယ်။အဲ့ဒီမှာလူ300လောက်ပဲရှိတာမဟုတ်ပါဘူး။အလွယ်တကူကြည့်ရင်တော့3000ကျော်လောက်ရှိနေတယ်။ကျောင်းကပုံမှန်အတန်းတွေကိုတောင်မဖြတ်ထားတဲ့အတွက်သူကအဲ့ဒီမှာစွန့်အားလျက်ရက်နေမိတယ်။ကံကောင်းထောက်မစွာနဲ့ပဲတိတ်မကြခင်မှာလူဝေနဲ့ဆုံခဲ့ပြီးသူ့ရဲ့ရှုပ်ထွေးမှုတွေကိုမြန်မြန်ဆန်ဆန်ပဲရှင်းလင်းပေးခဲ့တယ်။ဂူအင်းရဲ့ပညာရေးရည်မှန်းချက်တွေနဲ့ပတ်သက်ပြီးလူဝေကကောလာဟလတွေကိုကြားထားခဲ့တယ်။ဂူအင်းကဘာလို့များပတ်စံဖြုံးဖို့ဖန်တီးမှုအားကောင်းတဲ့နည်းလမ်းတွေကိုအမြဲရှာတွေ့နေရတာလဲလို့တွေးရင်ဒါကအမှန်ပဲဆိုတာကိုသူမယုံနိုင်အောင်ဖြစ်နေခဲ့တယ်။ဂူအင်းကတော့စိတ်ပြက်လက်ပြက်နဲ့ကောင်းကင်ကိုသာကြည်နေနိုင်ခဲ့တယ်။ရိုးရိုးသားသားပြောရရင်ဆယ်စုနှစ်တစ်ခုစာကြိုတင်ဆုံးဖြတ်ထားမှုဆိုတာကနေ့လည်ခင်းတစ်ခုတည်းနဲ့ဖျက်ပစ်လို့ရတဲ့အရာမျိုးမဟုတ်ပါဘူး။ဒါကြောင့်ဒါကရှင်းပြနေဖို့တော့မတန်ဘူးလို့သူကဆုံးဖြတ်လိုက်တယ်။အဲ့ဒီအစားလူဝေလည်းစာမေးပွဲလာဖြေတာလားလို့သူကမေးလိုက်တယ်။လူဝေကခေါင်းခါလိုက်ပြီးသူကဂူအင်းလောက်တတ်တိမရှိဘူးလို့ဆိုတယ်။သူကနတ်ဖျားစွမ်းအင်တွေကိုစုပ်ယူဖို့အတွက်ပဲအဲ့ဒီကိုလာခဲ့တာဖြစ်ကြောင်းရှင်းပြခဲ့တယ်။ဒီနေ့စာမေးပွဲဖြေတဲ့သူတိုင်းဟာကျောင်းသားတွေကြားမှာနတ်ဖျားတွေဖြစ်တယ်လို့သူ့အဖေကပြောခဲ့တယ်။သူတို့စီကနေကံကောင်းမှုအချို့ကိုရယူခြင်းအပြင်နောက်လာကောလိပ်ဝင်ခွင့်စာမေးပွဲမှာအံ့ဖွယ်အမှုတွေလုပ်ပြနိုင်မယ်လို့သူကမျှော်လင့်နေခဲ့တယ်။ဒါကတော်တော်လေးကိုစိတ်ဆက်သေးကြတဲ့အစီအစဉ်တစ်ခုဖြစ်နေခဲ့တယ်။ကံကောင်းမှုကိုရှာဖွေနေတဲ့လူတွေအများများလွန်းနေပြီးကိုယ်စလဲလောင်းက300ပဲရှိတာကြောင့်အားလုံးအတွက်ကံကောင်းမှုတွေလောက်ငါမှာမဟုတ်ဘူးလို့ဂူအင်းကမှတ်ချက်ချလိုက်တယ်။ဂူအင်းလိုမျိုးနာမည်ဆိုးနဲ့ကြော်ကြားတဲ့ကံဆိုးမိုးမောင်ကြသူနဲ့စုံလိုက်ကလေးကသူ့ရဲ့ကံကောင်းမှုတွေကုံဆုံးသွားပြီလို့နောက်ပြောင်ရင်းလူဝေကတကယ်ကိုစိတ်ပြတ်သွားပုံရတယ်။ဒီနတ်ဖျားစွမ်းအင်ကိုသူလွဲချော်ဖို့ဖန်လာပုံရတယ်။အဲ့ဒီနောက်သူ့မိသားစုကလောင်းဝေးဂယုနဲ့ကုံထုတ်လုပ်မှုစာချုပ်တစ်ခုချုပ်ဆိုနိုင်ခဲ့တယ်လို့သူကဆက်ပြောခဲ့တယ်။ဒီအဓိပ္ပာယ်ကသူတို့အနေနဲ့ Star City နည်းပညာနဲ့စီးပွားရေးလုပ်ငန်းတွေအများကြီးလုပ်ရဖို့ရှိတယ်ဆိုတာပဲဖြစ်။ဂူအင်းကမအံ့ဩမိပေမဲ့သူ့ကိုဂုဏ်ပြုစကားပြောခဲ့ပါတယ်။လူဝေကမျှော်လင့်ထားသလောက်ပျော်ရွှင်နေပုံမပေါ်ပါဘူး။ Star City နည်းပညာကအဲ့ဒီလိုကုမ္ပဏီကြီးကိုဘယ်လိုရလိုက်လဲဆိုတာကိုသူကဆက်စုကျင်စိတ်နဲ့ကိုကိုင်းပြီးမေးလိုက်ပါတယ်။လောင်းဝေးဂရုကိုသူတို့ဘယ်လိုချိတ်ဆက်မိသွားလဲဆိုတာကဒီနှစ်စီးပွားရေးလောကရဲ့အကြီးမားဆုံးသောလျှို့ဝှက်ချက်ကြီးဖြစ်နေခဲ့ပါတယ်။ဂူအင်းကချိတ်ဆက်တယ်ဆိုတဲ့စကားလုံးကိုသဘောမကျဘဲ Star City ရဲ့အင်အားကစိတ်ကူးမရင်နိုင်လောက်အောင်ကြီးမားတဲ့အတွက်လောင်းဝေးကတော့ပူပေါင်းဖို့တောင်းဆိုခဲ့ရတာဖြစ်တယ်လို့အခိုင်အမာပြောခဲ့ပါတယ်။လူဝေကတော့တိတိတသားကိုမယုံကြည်ခဲ့ပါဘူး။အဲ့ဒီအစားသူကအတန်ကိုနှိမ်ပြီးတော့အခုသူတို့အတိုင်းဝိုင်းမှာပြန့်နေတဲ့ကောလာဟာလာတွေကိုဂူအင်းကြားပြီးပြီလားလို့မေးလိုက်ပါတယ်။ဂူအင်းရဲ့ကြာရှုံးသူဆိုတဲ့နာမည်ဆိုးကိုရှင်းထုတ်ပေးဖို့အတွက်ရွေရှားကသူ့ကိုသဘောကျနေတယ်လို့သတင်းထွက်နေခဲ့ပါတယ်။သူကသူမနဲ့အတူနေရောညပါ9ရက်တိတိအတူရှိနေခဲ့တယ်လို့ကောလာဟာလာတွေကဆိုပါတယ်။အဲ့ဒါကြောင့်သာလောင်းဝေးဂရုက Star City နည်းပညာကိုဝင်ကယ်ခဲ့တာဖြစ်တယ်လို့ယူဆရပါတယ်။အဲ့ဒါကတကယ့်ကိုစမ်းကြယ်တဲ့ဇလန်းတစ်ပုဒ်လို့ဆိုရမှာပါပဲ။ဂူအင်းလည်းဒေါသထွက်သွားပြီးဘယ်အယူကများဒီလိုလိန်ညာမှုတွေကိုဖြန့်နေတာလဲလို့တွေးနေမိပါတယ်။သူကအဲ့ဒီလိုလူမျိုးမဟုတ်ပါဘူး။သူကခန္ဓာကိုယ်ကိုရောင်းစားမဲ့အစားဝိညာဉ်ကိုသာရောင်းစားပစ်ချင်တဲ့သူပါခန္ဓာကိုယ်ကိုဘယ်တော့မှရောင်းစားမှာမဟုတ်ဘူးလို့သူကအခိုင်အမာပြောဆိုခဲ့ပါတယ်လူဝေကသူ့ကိုယုံတယ်လို့ပြောပေမဲ့လည်းလက်တလောသူပျောက်နေခဲ့တာကိုတော့မထောက်ပြပဲမနေနိုင်ခဲ့ပါဘူးဂူအင်းပျောက်နေတာအတော်ကြာပြီဖြစ်တယ်လို့ပွန့်ပွန့်လင်းလင်းပြောရရင်သူ့ရဲ့ရုပ်ရည်ကမွေးစားခံရဖို့အတိအကျကိုတင့်တော်နေတယ်လို့လူဝေကမှတ်ချက်ချလိုက်ပါတယ်အဲ့ဒါကအမှန်ပါပဲအယူစင်းရဲ့ထိတ်ဆုံးမှာရှိနေတဲ့အပြင်သူကမြို့ပေါ်ကချမ်းသာတဲ့အမျိုးသမီးတွေကြားမှာအမြဲတမ်းမျက်နှာပွင့်နေသူဖြစ်ပါတယ်အခု system ကသူ့ရဲ့ဆွဲဆောင်မှုကိုမြင့်တင်ပေးလိုက်တဲ့အတွက်အဲ့ဒီဆွဲငင်အားကပိုပြီးတော့တောင်တိတာလာပါတော့တယ်တကယ်ကိုအန်ဒီရဲ့များတဲ့လက်ဆောင်တစ်ခုပါပဲလူဝေတောင်သူ့ရဲ့ခံညားမှုကြောင့်မှင်သက်သွားပုံရပြီးအဲ့ဒီအထိပ္ပယ်မရှိမှုတွေကြားမှာဂူအင်းတယောက်ရေရမလို့ငိုရမလို့ဖြစ်သွားခဲ့ပါတယ်သူကအိမ်မှာပတ်စံရှာနေတာလို့ရှင်းပြဖို့ကြိုးစားပေမဲ့လူဝေကတော့သူဘလို့ပတ်စံရှာနေလဲဆိုတာကိုအတိအကျနားလည်တယ်လို့ဆိုကသူ့ကိုတနာကျင်နာစွာနဲ့ပုတ်ပေးလိုက်ပါတယ်သူ့တငယ်ချင်းအလုပ်ရန်စူးစမ်းနေရတာပဲဖြစ်မယ်လို့လူဝေကတက်ပြင်းချကပြောလိုက်ပြီးနောင်ကြရင်သူ့ရဲ့သုံးဆွဲမှုတွေကိုပို့ပြီးဂရုစိုက်ပါမယ်လို့ကတိပေးခဲ့ပါတယ်ဂူအင်းရဲ့ပင်ပန်းခတ်ခဲတဲ့လမ်းစဉ်ကိုသူမလိုက်ချင်ဘူးလို့ပြောလိုက်တဲ့အတွက်အဲ့ဒီဝဝကိကတငယ်ချင်းကိုဂူအင်းကထွက်ပေါက်စီကိုနောက်ပြောင်ပြီးခက်မြန်မြန်ကန်ထုတ်လိုက်ပါတယ်အဲ့ဒီစကားဝိုင်းကိုလုံလောက်ပြီးလို့ဆုံးဖြတ်လိုက်ပြီးဂူအင်းကသူ့အခန်းကိုရှာဖို့ကျောင်းထဲကိုဝင်သွားရာကနေနောက်ထပ်ရင်းနှီးတဲ့မျက်နှာတစ်ခုနဲ့စုံမိသွားပါတယ်သူကတော့နောက်ဆုံးမိနစ်မှဖိတ်စာရဖို့ရုန်းကန်ခဲ့ရတဲ့
ဂူအင်းနဲ့မတူတဲ့စူးရီချင်းပဲဖြစ်ပါတယ်။သူမကလုံးဝကိုကွဲပြားခြားနားတဲ့အဆင့်အတန်းတစ်ခုမှရှိနေတာပါ။သူမကငယ်ငယ်ကလေးကထိတ်တန်းကျောင်းသူတစ်ယောက်ဖြစ်ခဲ့ပါတယ်။တခြားမိဘတွေကသူတို့ရဲ့ကလေးတွေအတွက်စံပြအဖြစ်အမြဲတမ်းအသုံးပြုလေးရှိတဲ့ပြီးပြည့်စုံတဲ့ကလေးမျိုးပဲဖြစ်ပါတယ်။သူ့ကိုမြင်လိုက်ရချိန်မှာတော့ကောင်မလေးရဲ့မျက်နှာပေါ်မှာခံစားချက်မျိုးစုံကဝဲကရက်တစ်ခုလိုဖြတ်ပြေးသွားခဲ့ပါတယ်။ပျော်ရွှင်မှုအဲ့ဒီနောက်ဒေါသအဲ့ဒီနောက်မှာတော့မကျေနပ်မှုတွေနဲ့နောက်ဆုံးမှာတော့လေးလံတဲ့တပ်ပြင်းတစ်ခုကိုချလိုက်ပါတယ်။ခံစားချက်မုန်တိုင်းတစ်ခုကသူမကိုလွှမ်းခြုံသွားသလိုပါပဲ။ဂူအင်းကတော့သူမစိတ်ထဲမှာလဲပတ်နေတဲ့ရှုပ်ထွေးတဲ့အတွေးတွေကိုလုံးဝမသိပဲတက်တက်ကြွကြွနှုတ်ဆက်လိုက်ပါတယ်။စူးယူခြင်းအစဉ်သင့်ဖြစ်ပြီလားလို့မေးလိုက်ပြီးသူမရဲ့ပါရမီနဲ့ဆိုရင်စာမေးပွဲကအေးဆေးလေးဖြစ်မှာပါလို့သူကမှတ်ချက်ချလိုက်ပါတယ်။6နှစ်ကြာပြီးတဲ့နောက်သူတို့တွေအတန်းဖော်ပြန်ဖြစ်ဖို့ဖန်လာပုံရတယ်လို့သူကနောက်ပြောင်လိုက်ပြီးဘာကိုမှစိတ်မပူဖို့သူမကိုပြောလိုက်ပါတယ်။မူလာရန်တုန်းကသူမကိုစနှောက်လေးရှိပေမဲ့တက္ကသိုလ်ရောက်ရင်တော့သူမကိုတေချာပေါက်စောင့်ရှောက်ပေးမယ်လို့သူကတတိပေးပြောဆိုခဲ့ပါတယ်။စူးယူခြင်းကသူ့ရဲ့မောက်မာတဲ့လှစ်လျူရှုမှုကြောင့်လားသူ့ရဲ့ပေါ့ပေါ့ပါပါနေတတ်တဲ့အမှုအကျင့်ကြောင့်လားဒါမှမဟုတ်အဲ့ဒီပြန့်နေတဲ့ကောလာဟာလာတွေကြောင့်လားဆိုတာသူမဘာသာတော်တေချာမသိပဲဘာလို့အရန်စိတ်အနှောက်အယှက်ဖြစ်နေရလဲဆိုတာမသိကြပါဘူး။သူမကစိတ်ပြက်လက်ပြက်နဲ့တပ်ပြင်းတစ်ချက်ချလိုက်ပြီးနောက်ခြေလမ်းတွေကိုလှည့်ကာစာမေးပွဲခန်းထဲကိုတန်တန်မတ်မတ်ဝင်သွားခဲ့ပါတယ်။နောက်ဆုံးစက္ကန့်မှာသူမကနောက်ကိုလှည့်ကြည့်ပြီးနောက်လာမှဖြေရမယ့်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအတွက်လေ့ကျင့်မှုတစ်ခုအနေနဲ့သဘောထားပြီးအကောင်းဆုံးစူးစမ်းဖို့သူ့ကိုပြောလိုက်ပါတယ်။ချင်းပေးဝင်ခွင့်စာမေးပွဲတွေပြီးသွားမှသာသူကကြံတဲ့ចောင်းသားတွေနဲ့အတူအထွေထွေစာမေးပွဲတွေကိုအမှန်တကယ်ဝင်ဖြေနိုင်မှာဖြစ်ပါတယ်။အခုသူမကသူ့ကိုအထင်သေးနေတယ်ဆိုရင်တက္ကသိုလ်ကတင်ချာတွေအရန်ခတ်လာတဲ့အခါအကူအညီတောင်းဖို့ငိုပြီးမလာသင့်ဘူးလို့တွေးရင်ဂူအင်းကသူမထွက်သွားတာကိုကြည့်နေခဲ့ပါတယ်။ငွေအများကြီးမပေးရင်သူမကိုခွင့်လွှတ်မှာမဟုတ်ဘူးလို့သူကသူ့ဘာသာနောက်ပြောင်နေခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာစူးရီချင်းကပြန်လှည့်လာပြီးအရာရာကိုအလေးအနက်ထားဖို့သူ့ကိုတောင်းဆိုလိုက်ပါတယ်။အထွေထွေစာမေးပွဲတွေကနောက်အပတ်မှာဆိုတာကိုသူမကသတိပေးလိုက်ပြီးသူတကယ်ပဲရန်သူမှာကြောင်းတက်ချင်တာလားဒါမှမဟုတ်သူမကိုပဲဆက်ပြီးစိုက်ကြည့်နေမှာလားလို့မေးလိုက်ပါတယ်။သူ့စိတ်ကစာတင်တာမှာလုံးဝမရှိဘူးဆိုတာကိုမြင်လိုက်ရတဲ့အတွက်စူးရီချင်းကတကယ်ကိုစိတ်ပြတ်မှုနဲ့စိုးရိမ်မှုတွေရောထွေးခံစားလိုက်ရပြီးကောင်လေးတွေကဘာလို့အမြဲတမ်းဒီလောက်တောင်ရင့်ကျက်မှုမရှိရတာလဲလို့တွေးနေမိပါတယ်။သူမကိုဆက်တွေ့ကျင်နေဆိုရင်သူအခုကတည်းကစူးစမ်းဖို့လိုအပ်ကြောင်းနဲ့ဒါမှမဟုတ်ရင်သူတို့ရဲ့အတူရှိမဲ့အနာဂတ်ဆိုတာမဖြစ်နိုင်ဘူးလို့သူမကပြောလိုက်ပါတယ်။ဂူအင်းကသူ့ပါဇက်တောင်းကစိတ်ကူးထဲကသွားရည်တွေကိုတုပ်လိုက်ပြီးသူ့အနာဂတ်နဲ့ပတ်သက်ပြီးသူ့အရန်ကိုအလေးနဲ့ထားကြောင်းအခိုင်အမာပြောလိုက်ပါတယ်။သူမကအရန်လှနေလွန်းလို့သူအာယုံဆိုင်လို့မရဘူးလို့စူးရီချင်းကိုပြောလိုက်တဲ့အတွက်တနာစရာကောင်းပါလေးခမညာသူ့ရဲ့ဆွဲဆောင်မှုတွေရှေ့မှာလုံးဝကိုအကူအညီမဲ့တယ်လို့ခံစားသွားရပါတော့တယ်။သူမကတက်ပြင်းချလိုက်ပြီးသူသားရန်သူကတက္ကသိုလ်တစ်ခုခုကိုမဝင်နိုင်ခဲ့ဘူးဆိုရင်သူ့ကိုလုံးဝစကားပြောတော့မှာမဟုတ်ဘူးလို့အဲ့ဒီလူဆိုးလေးကိုပြောလိုက်ပါတယ်။သူမတို့အချိန်ကြာကြီးမတွေ့